တာဝေမပါတရားမရှာနဲ့နော်အခုယောဂီတို့တရားရှာလာကြတယ်တရားအထုလာကြတယ်ဘာလို့ချင်းလို့တရားအထုလာကြယူရချက်ကကြီးလိုက်ယူရချက်ကတော်တော်ကြီးတယ်ဟုတ်လားနိဗ္ဗာန်ဘာကြောင့်လိုချင်တာဒီနေ့ကဩစတြေးလျဒီမှာကြီးတရားကဘုံဘုံတရားရှောက်ဘုံဖျားတယ်နိဗ္ဗာန်တပည့်တော်မရှင်းမှုဖျားတယ်နိဗ္ဗာန်နဲ့ပတ်သက်ပြီးဘုံရှင်းပြတတ်ပါဘုံဘုံလည်းနိဗ္ဗာန်မရဘူးသေးဘူးလို့စားရတော့ပြောလို့ရတယ်နော်အဲ့ဒါဆိုတော့ဘုံတို့နိဗ္ဗာန်မြင်နိုင်တဲ့မြင်ဆိုတာကခန္ဓာရဲ့အပြစ်တွေကိုမြင်ပြီးမှခန္ဓာရဲ့သဘောတွေကိုမှန်မှန်ကန်ကန်ရှုမှတ်နိုင်မှခန္ဓာချုပ်ငြိမ်းတဲ့သဘောဒါတွေ့တာပေါ့နော်အလုံးတန်းခက်ခဲပါယောဂီတို့နော်အဲ့နိဗ္ဗာန်မြင်နိုင်တဲ့ဉာဏ်ရဖို့ဆိုတာဘုန်းတို့ပြောရမယ်ဆိုရင်တရားအထုတ်ရင်တော့နိဗ္ဗာန်လိုချင်နေတယ်ဆိုရင်ဒါကတဏှာဖြစ်နေတယ်နိဗ္ဗာန်ကိုလိုချင်တဲ့ဆန္ဒနဲ့အထုတ်လို့မရမှန်မှန်ကန်ကန်တရားနိလန့်ကိုဆန္ဒမှန်ထားပြီးတော့အထုတ်ရင်နိဗ္ဗာန်ကိုအမှန်တကယ်ရခြင်းရောက်ခြင်းနဲ့ဆိုတဲ့ဉာဏ်ဟာအနုလောမဉာဏ်ရောက်မှရှင်းရှင်းလင်းလင်းမြင်တယ်လို့ပြောတယ်နော်ဒါကိုလည်းမာသီဆရာတော်ဘုရားကြီးလည်းသိချရှင်းပြထားတယ်အဲ့ဒါကြောင့်တရားအထုတ်ရင်လည်းတော်တော်ဖြစ်ပြမြင်ုံလေးနဲ့ဟာဖြစ်ပြငြိမ်းတဲ့နိဗ္ဗာန်ကိုလိုချင်တဲ့ဆိုရင်အဲ့ဒီလိုချင်တဲ့အသိကိုရှုရအောင်အဲ့ဒါတဏှာစိတ်ဖြစ်ဟုတ်ပြီလားနော်အဲ့ဒါကြောင့်တော်ဟုတ်ကဲ့တဲ့တော့နိဗ္ဗာန်မလိုချင်နိဗ္ဗာန်လိုချင်ဖို့ဆိုတာခန္ဓာအပြစ်ကိုမြင်ဖို့လိုလားမလိုဘူးလားခန္ဓာရဲ့အပြစ်ကိုမမြင်အောင်ဖုံးထားတဲ့တရားတွေရှိလားမရှိဘူးလားဘယ်တရားတွေလဲဗျအဝိဇ္ဇာပေါ့ဘာလို့တော့အဲ့တော့ဒီအဝိဇ္ဇာကအတိတ်ဘဝအနေသို့အဝိဇ္ဇာလားပစ္စုပန်ဘဝအဝိဇ္ဇာလားအတိတ်ဘဝအဝိဇ္ဇာတော့ဖုံးခဲ့ပြီးပြီလေအခုဘုန်းဘုန်းတို့မှာဖုံးနေတာကပစ္စုပန်ဘဝအဝိဇ္ဇာအခုက2နဲ့3နဲ့ခွဲထားတဲ့အခါယောဂီတို့ကအဲ့မှာမျက်စိလဲလဲသွားတယ်နော်အဲ့တော့ဘုန်းတို့မှာဖုံးထားတဲ့အဝိဇ္ဇာဟောဒီခန္ဓာ၅ပါးမှာထင်ရှားဖြစ်ပေါ်နေတဲ့အဝိဇ္ဇာဖုံးထားတာအတိတ်ဘဝအဝိဇ္ဇာဖုံးခဲ့ပြီးပစ္စုပန်ဘဝအဝိဇ္ဇာကဖုံးနေတယ်ဒါကြောင့်အဝိဇ္ဇာရဲ့ဖုံးလွှမ်းမှုအောက်မှာတဏှာဆိုတဲ့လူချင်းမှုသဘောကရှိလူချင်းမှုသဘောရှိတဲ့အခါဆွဲဆွဲလန်းလန်းဖြစ်တယ်ဘယ်ပေါ်မှာတော့ခန္ဓာပေါ်မျက်တိလဲမသွားနဲ့ဘယ်ပေါ်မှာတော့ဒါခန္ဓာပေါ်ဖုံးလွှမ်းတဲ့အဝိဇ္ဇာတဏှာတို့ကိုပယ်ရှားနိုင်မှုလို့ခန္ဓာအပြစ်ကိုကြည့်ဖို့လိုလားမလိုဘူးလားအဲ့ဒီခန္ဓာအပြစ်ကိုကြည့်တာကိုတဝေကဉာဏ်နဲ့ကြည့်တယ်လို့ခေါ်တယ်ဘာနဲ့ကြည့်တယ်လို့ခေါ်အဲကြောင့်တန်ဝေကမပါတရားမရှာနဲ့လို့ရှင်းသူတော်ကောင်းညာဒီလိုဆိုတာဟုတ်လားတန်ဝေမပါတရားမရှာနဲ့လို့ဘုံကအလွယ်တကူတို့ကောပေးတာနော်မြတ်စွာဘုရားရှင်တန်ဝေကနဲ့ပတ်သက်လို့ရှိရင်တန်ဝေကဝတ္ထု10ပါးလို့ပြောထားတယ်တန်ဝေကဝတ္ထုဘယ်နှပါးဆိုတော့နံပါတ်1ကတော့ဇာတိပိဒုက္ခဇာတိဆိုတဲ့ပဋိသန္ဓေနေရတာလေဆင်းရဲဒုက္ခအမှန်လို့သဘောပေါက်အောင်အဲ့ဒါကိုဆင်ခြင်ရမယ်နောက်နောက်ပိုင်းကဗျာတိလို့ခေါ်တဲ့အိုခြင်းပေါ်မှာလေဒုက္ခပဲဆိုပြီးတော့ဆင်ခြင်ရမယ်နော်နောက်တစ်ခါဇရာဆိုတဲ့အိုခြင်းဗျာတိဆိုတဲ့နာခြင်းပေါ့နော်ဇရာဆိုတဲ့အိုခြင်းပေါ်မှာဗျာတိဆိုတဲ့နာခြင်းပေါ်မှာဆိုတော့အတန်ဝေကဘယ်နှပါးရဇာတိဇရာဗျာတိနောက်တစ်ခုကမရဏဘယ်ပေါ်မှာတော့သိခြင်းပေါ်မှာသိတာကဆင်းရဲသလားချမ်းသာလားအဲ့ဒါအရာထဲမှာပြောကြတယ်သိခြင်းတာပဲတဲ့ဘာဖြစ်လို့သိခြင်းတာအခုကြုံနေတဲ့ဖိအားတွေပေါ့အခုကြုံနေတဲ့ဆင်းရဲဒုက္ခတွေကိုယ်ဒုက္ခစိတ်ဒုက္ခတွေဒါတွေပြီးသွားရင်သိသွားရင်ပြီးသွားမယ်လို့ထင်တယ်ဒီယူဆဩဇေတာဒိဋ္ဌိနဲ့ရှင်ပြီးဖြစ်တဲ့အယူဆဖြစ်တယ်အလွန်ကြောက်စရာကောင်းတယ်သိရင်ပြီးတာပါပဲသိသွားခြင်းတယ်ဆိုတာဥစ္စေတာဒိဋ္ဌိဖြစ်နေတယ်သဘောပေါက်ရလားသိရင်ပြီးသွားတယ်ဘုရားရှင်လက်ထက်ကကိုရောကြီးတွေသိရင်ပြီးမယ်ထင်လို့ရဟန်းတော်အရှင်မြတ်ကိုယ့်ကိုယ်တတ်သိကြတာလေအဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ့်ကိုယ်ပါတတ်မသေးရဘူးလို့ဝိနည်းပြညာဟုတ်လားသိရင်ပြီးတာရဲ့ဆိုတော့ဥစ္စေတာဒိဋ္ဌိဘက်ကိုရောက်နေတယ်ဒါသိထားနော်ဒါကြောင့်တဝေကပွားတရားတွေကဇာတိဇရာဗျာတိမရဏပရိသန္ဓေနေခြင်းနော်အိုခြင်းနာခြင်းသိခြင်းဟောတဝေကဘယ်နှပါးရနောက်တစ်ခါအပေလီပါလေပါတယ်တော့အပေလီပါကြရတဲ့ဒုက္ခလေဘယ်ကိုကြရတဲ့ဒုက္ခ
တိဆန်ငရေတိလိဆန်ပြိတ္တာအတုရကေအပေဘယ်နှပါတော့အဲ့အပေလေးပါးကြတဲ့ဒုက္ခကိုလည်းဆင်ញင်ရမယ်ဘုရားဆိုတန်ဝေကဘယ်နှပါရနောက်တစ်ခါအတိတ်ဘဝပေါ့နော်အတ္တိတေဝတ္တမူလကံဆိုတော့အတိတ်ဘဝရဲ့ဒုက္ခတွေကိုစဉ်းစားရမယ်အတိတ်ဘဝရဲ့ဒုက္ခတွေကြည့်လိုက်တော့အတိတ်ဘဝအဝိဇ္ဇာတဏှာမရှိရဘူးလားအဝိဇ္ဇာတဏှာကံဒါတွေပြည့်ပြည့်စုံရှိပြီဆိုတော့အတိတ်ဘဝခန္ဓာနေတော့ရမှာထားဘူးလားအတိတ်ဘဝခန္ဓာကိုအနစ်ချုပ်လိုက်တော့ဘာရှိမလဲအိုခြင်းနာခြင်းသိခြင်းဆိုတာမရှိဘူးလားဆိုတော့အတိတ်ဘဝဒုက္ခတွေကိုစဉ်းစားပြရဟုတ်လားပြိဿသုဘအကြောင်းသုံးချက်စဉ်းစားတယ်ဆိုတာဒါတွေကိုလည်းစဉ်းစားဆိုတော့အတိတ်ဘဝဒုက္ခတွေကိုစဉ်းစားတဲ့အခါပစ္စယပရိက္ခဉာဏ်အလွန်အားကောင်းလာတဲ့ယောဂီတွေကအတိတ်ဘဝတွေကိုမျက်စိနဲ့မြင်တယ်လို့ပေါ့ဉာဏ်ထဲမှာတွေ့တတ်တယ်အဲ့လိုတွေ့တဲ့အခါကျတော့ယောက်ျားအနေနဲ့တွေ့တယ်မိန်းမအနေနဲ့တွေ့တယ်လူအနေနဲ့တွေ့တယ်ခွေးအနေနဲ့တွေ့တယ်မိချောင်းအနေနဲ့တွေ့တယ်မွေးအနေနဲ့တွေ့တယ်ဆိုပြီးတော့အမျိုးမျိုးတွေ့ကြတာပေါ့ဗျာအဲ့ဒီတွေ့တာတွေအထေကိုတွေ့နေတာဘာဟုတ်တွေ့နေတာအထေကိုတွေ့နေရင်တက္ကရာတိအတွေ့နဲ့တွေ့နေတာအဲ့ဒါမှန်တဲ့အတွေ့မဟုတ်ဘူးဒါကြောင့်သဘောခန္ဓာကိုပေါ်အောင်ပါရှုအောင်လို့အတိတ်ဘဝမှာပေါ်လာတဲ့ယုတ်တရားနံတရားတွေအတိတ်ဘဝမှာပေါ်လာတဲ့ယောက်ျားမိန်းမဆိုတဲ့ပုဂ္ဂိုလ်တော်ဘာအာယုန်တွေဖြောက်ပြီးယုတ်တရားနံတရားတွေပဲလို့မြင်အောင်ရှုရအဲ့လိုရှုလိုက်တဲ့အခါအတိတ်ဘဝလည်းတကယ်တမ်းအနှစ်သာရချိုးလိုက်တဲ့အခါအိုနာတင်နဲ့ပဲကြုံခဲ့ရတာပါလားဖြစ်ပြဒုက္ခတွေနဲ့ပဲကြုံခဲ့ရတာပါလားဆိုအတိတ်ဘဝရခဲ့တဲ့ဘဝအပေါ်မှာတန်ဝေကယူဖို့လိုလားမလိုဘူးလားယခုဘဝပြစ္ဆုတ်ပံဘဝမှာရတဲ့ခန္ဓာကြီးဖြစ်မုံဆုံးပေါ်နေဒါတွေကိုမြင်အောင်မရှုနိုင်ဘူးဆိုရင်နောက်ထပ်အနာဂတ်ဘာရအောင်ပါလဲအနာဂတ်ခန္ဓာအနာဂတ်ဘဝကိုအနှစ်ချုပ်လိုက်တော့ဘာတွေတွေ့မလဲအိုနာတေဘာတွေတော့နော်ဒါကြောင့်အနာဂတ်ဘဝရဲ့ဒုက္ခတွေကိုလည်းကြည့်ရမယ်အဲ့ဒါတွေကိုလည်းဆင်ခြင်ရမယ်ဟုတ်ပြီလားတန်ဝေကဝတ္ထုဘယ်နှပါရအောင်ဟာဖြည်းဖြည်းလို့ဘယ်နှပါရှိတော့ခုနှစ်ပါးဘာတွေတော့ဇာတိဇရာဗျာတိမရဏနောက်တစ်ခါအပေပေနောက်တစ်ခါအတိတ်ဘဝရဲ့ဒုက္ခဝိဒုက္ခတွေနောက်အနာဂတ်ဘဝရဲ့ရလာအောင်မဲ့ဒီဘဝပြအောင်မလုပ်နိုင်ဘူးဆိုအနာဂတ်ဘဝရလာအောင်မဲ့ဝိဒုက္ခတွေနောက်တစ်ခါပြစ္ဆုတ်ပံဘဝရထားတဲ့ခန္ဓာကြီးကိုပြုစုစောင့်ရှောက်ရတဲ့ပရိယေတနာဒုက္ခပေါ့အသာရှားကျွေးပြီးနေရတဲ့ဒုက္ခပေါ့မှန်လားအဲ့ဒါတော့တန်ဝေကဝတ္ထုကဘယ်နှပါ10ပါဒါလေးကိုရှင်းမပြခင်ပြန်ပြီးရေးတွက်ကြည့်အောင်မှတ်မိဖို့လိုတယ်နော်စားနေတဲ့မှတ်မိပြီးတဲ့အခါဉာဏ်ထဲမှာနိမ့်ညညစဉ်းစားရမယ်ဟုတ်ပြီလားအဲ့လိုစဉ်းစားပြီးမှ driving force ပေါ့စိတ်ထဲမှာလွတ်မြောက်ခြင်းနဲ့တွန်းအားတွေဖြစ်တယ်ဆွဲအားတွေကနေလွတ်မြောက်ခြင်းဘုန်းဘုန်းတို့လောကမှာဆွဲအားနဲ့တွန်းအားဆိုပြီးနှစ်ခုပဲရှိတယ်ဆွဲအားနဲ့ယုံအားပေါ့ဆွဲအားဆိုတာတဏှာဥဆောင်ထားတဲ့တဏှာမာနဒိဋ္ဌိဆိုတဲ့ဥပါဒတရားတွေကဆွဲအားတွေအဲ့ဆွဲအားတွေ renounce ပေါ့ယုံထွက်ခြင်းနဲ့သူယုံအားရှိဖို့လို့အဲ့ဒီယုံအားကိုတန်ဝေကလို့ခေါ်တာမှန်လားအဲ့ဒီယုံအားရှိမှတာလွတ်မြောက်နိုင်တဲ့ဉာဏ်ဆိုတာပေါ်တာဒါကြောင့်ဘုရားလောင်း28နှစ်အရွယ်ရောက်တဲ့အခါဒီဆွဲအားတွေကနေယုံထွက်ဖို့စပြီးကြိုးစားကြည့်ဒါပေမဲ့သူအဲ့ဒါကို excursion ထွက်ကြည့် observation လုပ်ကြည့်တော့သူသဒ္ဒါရှာဖွေကြည့်တဲ့အခါဥယျာဉ်တော်ထဲသွားတယ်လူအိုကိုတွေ့တယ်နောက်တစ်ခါလူနာကိုတွေ့တယ်နောက်တစ်ခါလူသေးကိုတွေ့တယ်အိုချင်းကိုတွေ့တဲ့အခါပြိုရွယ်ချင်းဆိုတဲ့အပေါ်မှာတင်ထားတဲ့ယုဗနမန်ဘာမှန်းလဲယုဗနမန်ပြိုတယ်ရွယ်တယ်ငါငယ်လေးတယ်ဥစဉ်40ပေါ့ငယ်သေးတယ်ပေါ့ငယ်သေးလားငယ်သေးတယ်နော်ဥရှိဘုရားငယ်သေးလားဒါငယ်လေးတွေပဲထင်တယ်ဘာရှိလို့ဘာရှိတယ်ဟုတ်လားအကုန်လုံးကပါငယ်လေးတွေပဲထင်ကြတယ်ဒါတော့လည်းဟုတ်လားငယ်လေးတွေပဲထင်တယ်အကုန်လုံးကလေယောဂီတို့မှန်လားငယ်လေးတွေထင်တယ်သွားနိုင်လာနိုင်တယ်တောင်မွေးမလို့သေးဘူးဟုတ်လားကိုယ်လျှောက်လို့ရတယ်ကိုချောက်ပုတ်ကိုရက်လို့ရသေးတယ်ယောဗနမန်လို့ခေါ်တယ်ဘာမှန်တော့အသွားခြင်းတဲ့နေရာသွားလှူချင်တာလှူလှုပ်ချင်တာလှုပ်ပဲဒါကဒီသူတော်ကောင်းတွေမလို့ဒီထက်ရောက်လာတာအဖိုးကြီးတွေအဖွားကြီးတွေ KTV တွေသွားနေကြခေါင်းဖြူကြီးတွေဟုတ်လားဟိုင်ကန်တွေတက်နေကြဘုံတော့မရောက်ဘူးပါစာတွေတဲ့အမြဲတမ်းတွေ့နေရဆိုရှယ်မီဒီယာကအမြဲတမ်းတွေ့နေရမိမိပြောက်ပြောက်နေကြ
ခန္ဓာရဲ့အပြစ်တွေကိုမင်းမဲပျောက်ပျောက်နေကြတာငကိုကအဝိဇ္ဇာကလွှမ်းနေတဲ့အထက်မင်းမဲပျောက်ပျောက်နေလဲတဏှာကအာကြီးတဲ့ကဒီလူတွေပဲလွတ်တော့လေမှန်ရလားဝိပဿနာကနောက်မှလောက်အောင်လုပ်ဖို့တွန်းအားလို့ယောဂီတို့အခုဒီထဲလာပြီးတွန်းအားမပါဘဲနဲ့ထိုင်းနေငိုက်ပဲငိုက်နေတာငိုက်နေတဲ့သူဘယ်နှယောက်ရှိတယ်တွန်းအားမပါဘူးဆွဲအားမှတယ်ပျော်ဝင်သွားတယ်နစ်ဝင်သွားတယ်အိပ်ပျော်သွားတယ်ငိုက်နေဇက်ကြီးကျိုးလို့အတွေးထဲမှာမျောသွားတယ်အတွေးရောက်နေတဲ့မှာမျောသွားတယ်အဲ့ဒါနစ်ဝင်သွားတာလီနာနစ်သွားမှန်လားရုံးထုတ်ဖို့မလိုဘူးလားတဝေကဉာဏ်တွေကိုစဉ်းစားပေးရမယ်မြတ်စွာဘုရားရှင်နော် driving force တွန်းအားသွားဟေ့ဆိုတော့စက်ကြီးဘလောက်ကောင်းကောင်းတွန်းအားရှိအင်ဂျင်ပါဝါပေါ့ horse power ဒါတွန်းအားရှိမှရှိကိုရွေ့နော်အဲ့ဒီတွန်းအားတွေကခန္ဓာရဲ့အပြစ်တနည်းအားဖြင့်အခြေအနေမှန်တွေကိုသိဖို့ပါခန္ဓာဆိုတာဘယ်သဘောရှိတော့ဟာတော်တော်မြင့်သွားပြီနိဗ္ဗာန်နဲ့တော်တော်နီးသွားပြီအဲ့လောက်ထင်တယ်ဟုတ်လားဖောက်ပြန်တဲ့သဘောဆိုတော်တော်မြင့်သွားတဲ့အခြေအနေမှာအမှန်တိုင်းမြင်တာဟုတ်လားအရက်ထဲမှာဖောက်ပြန်တဲ့သဘောလို့ဆိုရင်တကားပြောပဲမြင်မှာပေါ့ယောဂီတို့အခုပြောတဲ့အခြေခံတဝေကဉာဏ်တောင်အရက်ထဲမှာမစင်စားမိပါဘူးစဉ်းစားမိရလားဘုန်းတော်အတွေးတွေကိုတွေးတဲ့အခါအတွေးက6မျိုးပဲရှိလူတွေနဲ့တွေပြောမှာတွေ30ဘောအကုန်လုံးအတွေး6မျိုးပဲဒီအတွေး6မျိုးနဲ့ပို့ပြီးမတွေးနိုင်အဲ့တော့အဲ့ဒီအတွေး6မျိုးတော့မိစ္ဆာအတွေးရ3မျိုးရှိကာမဝိတ္တအာယုံ၅ပါးပေါ်မှာဆုဆိုင်နေတယ်အာယုံ၅ပါးကိုပြန်ပြန်လည်လည်စဉ်းစားနေတယ်အာယုံ၅ပါးပေါ်မှာနစ်ဝင်နေတဲ့အတွေးတွေကိုကာမဝိတ္တလို့ခေါ်တယ်ဗျာပါဒဝိတ္တစိတ်ဆိုးစိတ်ပြက်မကြေမနက်ဖြစ်လာအသက်ချင်ပြက်ချင်တဲ့စိတ်တွေဖြစ်လာဟုတ်လားဝိဟိတဝိတ္တမကျင်တဲ့ချက်တွေဖြစ်ပေါ်လာနော်ကာမဝိတ္တဆိုတရားကိုကောက်တော့လောဘဗျာပါဒဝိတ္တနဲ့ဝိဟိတဝိတ္တကတရားကိုကောက်တော့ဒေါသဟောလောဘနဲ့ဒေါသအဲ့ဒါကိုဖြောက်ရမယ်မြတ်စွာဘုရားရှင်မဟာသတိပ္ပဏတုံမှာအဘိဇ္ဇာဒေါမနတံဒီနှစ်ခုကိုပေးရလွှမ်းမိုးထားတာကအဝိဇ္ဇာရှိလို့ပေါ့မှန်လားအဲ့တော့အဲ့ဒီအတွေ့အကြုံမျိုးကိုအဓိကတွေးပြပါလေအခုလိုတရားသကန်းကိုလာတော့မယ်ဆိုတော့ပထမသင်နံပါတ်1တွေးလဲရတာကနိခမဝိတ္တဘာဝိတ္တနဲ့လားနိခမဝိတ္တတဲ့သူတော်ကောင်းတွေးနော်ဒါနသီလဘာဝနာဘာလို့ဒါနသီလဘာဝနာကောင်းမှုလုပ်တော့မယ်ဆိုတဲ့အတွေးလေးကနိခမဝိတ္တကာမကနေရုပ်ထွက်ယုံအားတခုယုံတဲ့အတွေးလေးပေါ့အလွန်ရေးကြည့်တယ်ဒီအတွေးလေးတွေကယောဂီတို့တရားကထိုင်လို့ဘုဒ္ဓကြီးထိုင်မှာမဟုတ်ဘူးတရားကဉာဏ်အလုပ်ထိုင်လို့တဲ့အလုပ်ပေါ့ထိုင်ဒီဖြစ်သေးထားဒီဖြစ်သေးရက်ဒီဖြစ်သေးဣရိယာပု၄ပါးဣရိယာပု9ပါးအကုန်လုံးဣရိယာပုအကြည့်ရောအသေးရောဉာဏ်အလုပ်ကိုလုပ်နေရစဉ်းစားတာတွေသုံးသပ်တာတွေဆုံးဖြတ်တာတွေလုပ်နေဖို့လို့မှန်လားအဲဒါကြောင့်အတွေးမှန်လေးတွေးပြရမယ်မနဲ့အိယာထားတယ်ဘုရားရှိခိုးမယ်အဲတော့တော်ရေကက်မယ်နေတရိတော်ရေကက်မယ်နိုးတာနဲ့ထားလိုက်တော့မယ်တက်တက်ကြွကြွနဲ့ဘေးပန်းနေပူတော်မယ်ကောင်းမှုတွေလုပ်ဖို့ဆိုတဲ့အတွေးလေးဟာဟောနိခမဝိတ္တပဲတက်မေးလိုက်အောင်မယ်သောပါသေးတယ်ကာမဝိတ္တဟောပြောင်းပြန်ဖြစ်သွားနော်အိယာထတာနဲ့အတွေးလေးနဲ့ထားတယ်မှန်လားနိုးလိုက်တာနဲ့ဘုန်းတော်အတွေးလေးတွေတောက်လျှောက်အလုံးလုံးနဲ့အတစ်ဖြစ်လာတောက်လျှောက်အလုံးလုံးလာအဲ့မှာကိုကဘာတွေတွေးဖြစ်တုံးဆိုတဲ့အောင်များများစဉ်းစားနော်နိခမဝိတ္တနောက်တစ်ခါအပြာပါရဝိတ္တမေတ္တာလေးပွားနေတရားဝါတွေချမ်းသာကြပါစေမေတ္တာပွားနေရမှာပေါ့အိယာထတာနဲ့မေတ္တာပွားပေါ့တောက်တော်ကြီးလေးကတ်လိုက်တယ်နော်ကျွန်တော်ဒီဤလဲကဲ့သို့စေယောကုပါကြည်လင်အေးချမ်းသာရသည်အလုံးသောတရားဝါတွေဤလဲကဲ့သို့စေယောကုပါကြည်လင်အေးချမ်းသာရသည်အာယုပြုတ်တာရေလေးထဲမှာအဲ့တရားဝါတွေကုန်ထည့်ထားဘုရားကိုမြတ်တိတော်ကြီးတောက်တော်ကြီးကတ်ထားတဲ့ရေခွက်လေးတဲ့ကိုဒါကစိတ်ရဲ့အလုပ်ပဲလေနမိတ်ခေါ်တယ်နော်ပရိက္ခမနမိတ်ကိုဒီတဲ့အကုန်တော်ဘာတွေကုန်ထည့်ပြီးဒီရေလေးလို့စေယောကိုပါကြည်လေးအေးချမ်းသာရပါသည်မေတ္တာဖြစ်သွားရေတော်ကတ်တာကဒါနမေတ္တာပွားလိုက်တာကသီလရောတမ္ပထရောအကုန်ပါသွားဘလောက်လွယ်တယ်ယောဂီတို့တွေးဖြစ်ဟိုစေတရားသခါကြမှာလုံးမယ်ကျန်တဲ့ရဲ့အိယာဝါအောင်အေးလိုက်အောင်ဆိုတော့တက်လုံးနေပါဗျာမှတ်လားရောက်ပါမလားမရောက်ဘူးဘုန်းတော်နေ့စဉ်ပွားထဲမှာဒီအတွေးလေးတွေ apply လုပ်နေရမယ်အတွေးကောင်းလေးတွေဟုတ်လား good idea ပေါ့နော်အဲ့ဒါဘုန်းတော်တွေးနေတဲ့အတွေးတွေကမကောင်းတဲ့ bad ideas တွေနော်ဟုတ်လားအဲ့ဒီတိုင်းဖြစ်နေတယ်အကဲဟုတ်ပြီလားဆိုတော့နိခမဝိတ္တနောက်တစ်ခါနော်အပြပါတွေဝိတ္တပြီးတော့အဝိဟိတဝိတ္တ Facebook ကိုတွေးလေတတ်မယ်တက်တဲ့ကောင်ဒီအေးတာပဲဟာဒီလူများတွေတည်ကြကြေကြတာကိုသွားပြီးတော့အာယဝန္တာဖြစ်နေတယ်
ကဘာလုံးအဲ့ဒီတိုင်းပဲဒုက္ခရောက်နေတကဘာလုံးစစ်ဖြစ်နေညနေကလည်းဩစတြေးလျယောဂီတွေမေးလိုက်တယ်198နိုင်ငံရှိတယ်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ကြီးပြည့်စုံတဲ့နိုင်ငံထုတ်ပြသမ်းပါလို့ဆိုရင်ငါသိမှုတွေဖြစ်နေတဲ့နိုင်ငံလက်ရှိကဘာမှာ90ကျော်တနိုင်ငံစစ်ပွဲဖြစ်နေတဲ့နိုင်ငံပေါင်း30လောက်ရှိဆိုကြတဲ့နိုင်ငံတွေလည်းထိတ်တလန့်ဖြစ်ကဲလောကကြီးဘာကောင်းတာရှိအပြာဘာဒဝိတအဝိတဝိတမရှိတဲ့အခါဗျာဘာဒဝိတဝိတဝိတတွေအာကြည့်နေကြအဲ့ဒီအတိုင်းနဲ့တော့နိဗ္ဗာန်ကရောက်ဖို့အဝေးကြီးရှိတယ်မှန်လားဒါကြောင့်အတွေ့ကောင်းအတွေ့မှန်လေးတွေတွေးဖို့လိုလားမလိုဘူးလားဒီတန်ဝေကဆိုတာအတွေ့ကောင်းတွေးမှန်ပဲကုသိုလ်လုပ်ဖြစ်ဖို့မကောင်းမှုကိုမစင်စားဖြစ်ဖို့မကောင်းမှုကိုမလုပ်ဖြစ်ဖို့ကောင်းမှုတွေကိုလုပ်ဖြစ်ဖို့ဒီအတွေ့လေးရအရေးကြီးနံပါတ်1ဇာတိပိဒုက္ခဇာတိရလာတဲ့ဒုက္ခကိုမြင်အောင်ကြည့်ရဟုတ်လားနော်အမိဝမ်းကောင်း10လညောင်းကဟောင်းခဲ့ရကြည်တီတန်တေးနေအမေပိုင်ထဲမှာ10လကြာခဲ့တာလေဟုတ်လားအဲ့တော့စာသစ္စာကျထောက်ဝင်လျံပုံနှံညီလောက်ကျင်းမြောင်းမဲမိုက်မိဝမ်းတိုင်း၌ဘယ်၌လောက်လို့ကြောက်ကိုဝမ်းပြူဒုနှစ်ခုကြာဥကောင်းထားလျက်ဟောဘာကနောဆရာတော်ဘုရားကြီးမူရဲတော့ဝိသုဒ္ဓကိုဆရာတော်ဘုရားကြီးပရမတ္ထတရူပဗေဒိမှာရေးထားနော်အဲ့တော့မြန်မာပြည်ကဆရာတော်ဘုရားကြီးတွေကတောင်းလျှောက်ရေးခဲ့ဒက္ခိဏရာမဆရာတော်ဘုရားကြီးဆိုရင်တန်ဝေကဝိတု10ပါးဆို10ဘဲတောင်ထွက်စာအုပ်တွေနော်နောက်တစ်ခါဘုန်းတို့စတုရရကကျမ်းဆိုသင်္ကသာဆရာတော်ဘုရားကြီးတန်ဝေကတရားတွေကြောင့်ရေးတယ်ဘုန်းတော်ဒါတွေတောက်လျှောက်ဖတ်တိတ်အကြီးကျယ်ပြောရင်လူတွေကတိတ်ဝေးသွားမှာဆိုလို့လူရင်းပဲချုပ်ပြောပါဆိုတော့တန်ဝေကကအလွန်အရေးကြီးအမေပိုက်တဲ့ဝေကနေရတဲ့ဒုက္ခအဲ့ဒီမှာသင်္ကသာဆရာတော်ဘုရားကြီးကသူတန်ဝေကကိုဆင်းပြတဲ့အခါဒီလောက်ပုတ်လောင်မဲမိုက်နေတဲ့အမေပိုက်တဲ့ကထွက်လာတဲ့ယောက်ျားတစ်ယောက်ကအဲ့ဒီအမေပိုက်တဲ့ကိုနောက်ထပ်ဝင်ကျင်သေးတယ်ဆိုရင်သူလောက်မိုက်တဲ့သူရှိအောင်မလားကဲနော်ယောဂီတို့စဉ်းစားပြည့်ဘုံဘုံတို့အားလုံးလေအဲ့တော့နတ္ထိတဏိဘုနာဘောနောက်ထပ်ဘဝတိတ္တပံပဋိတဏိမနေရတော့ဘူးဆိုတဲ့ယန္နာမဖြစ်သေးသေးပြန်ဝင်အောင်ဟုတ်လားပုရိသေဆိုတော့သိကြတယ်ဗျာအမေကမိန်းမကောင်းကောင်းဆိုတော်သေးအခုခုခေတ်ကလေးတွေဗိုက်ထဲဝယ်ရမှာနော်စဉ်းစားကြည့်ဟုတ်လားလူလည်းမဆောင်လျှောက်တဲ့စိတ်လည်းမဆောင်လျှောက်တဲ့မိဘတွေကြားတဲ့ဝယ်ရမှာလေမှန်ရလားကဲအဲ့ဒါတော့လူချောင်းလူရဲ့ဗိုက်ထဲဝင်သားတာတော်ပါသေးတယ်တိလိစ္ဆာအမေတီဝင်သားသွားရင်မနဲ့လို့ကဲအခြေအနေတော့ဆိုးတယ်နော်စဉ်းစားကြည့်ထိတ်လန့်တရားကောင်းလားမကောင်းဘူးလားတံဝေသနိယေတုဌာနေတုတံဝေကောဘုရားရှင်ကဒါပြောတယ်နော်တံဝေသနိယေတုဌာနေတုတံဝေဇနိယေတုတံဝေကဖြစ်เสียထိတ်လန့်တုံလို့เสียအကြောင်းအရာတွေနဲ့ကြုံလိုက်တဲ့အခါတံဝေကောတဲ့ထိတ်လန့်တုံလို့သွားထိတ်လန့်เสียတုံလို့เสียအကြောင်းအရာတွေနဲ့ကြုံတဲ့အခါထိတ်လန့်ပွားရမယ်ယောဂီတို့ပဋိသန္ဓေနေရတဲ့ဒုက္ခကိုကြည့်အခုကိုယ်တိုင်တော့ပဋိသန္ဓေနေရတဲ့ဒုက္ခကိုဘုန်းတို့ကြော်ခဲ့ပြီလေမွေးလာပြီဆိုတော့သိသေးလားမသိတော့ကိုဝင်ဆောင်မိခင်တွေတွေ့ဘူးတယ်မလားကိုဝင်ဆောင်နွားတွေလည်းကြည့်ကိုဝင်ဆောင်ဝက်တွေလည်းကြည့်ကိုဝင်ဆောင်ခွေးတွေလည်းကြည့်ကိုဝင်ဆောင်ကြောင်တွေလည်းကြည့်အဲ့တို့တွေနေရအောင်မနေရတယ်ကဲဒါအစ္ဆဒဗိဒလေတရားတွေကိုကြည့်တဲ့အခါအစ္ဆဒရောဗိဒရောအတွင်းရောပြင်ရောကြည့်ရညံလို့လို့မှန်လားကဲနောက်နေ့အလုပ်ကောင်းကောင်းလုပ်ဖို့တရား driving force တက်ပေးနေတာပါထိုင်ပြီးစဉ်းစားကြည့်ဒါတော့ငိုင်းနေလို့မဖြစ်ဘူးဟာပေါ့နေလို့မဖြစ်ဘူးဟာရော့နေလို့မဖြစ်ဘူးဟာလေပေါ်နေလို့မဖြစ်ဘူးဟာဒီလိုဖြစ်ရမှာလေမှန်လားအခုတော့အိတ်ကောင်းသားကောင်းလို့လေတရားသခန်းလာတယ်ဆိုတော့ယောဂီတို့အချင်းနေမခေါ်ဘူးဟုတ်ပလားအဲဒါကြောင့်စဉ်းစားရမယ်အမေပိုက်တဲ့နေရတဲ့ဒုက္ခကိုယ်တိုင်မသိဘူးဆိုရင်အမေပိုက်တဲ့နေရတဲ့တရားတွေကိုစဉ်းစားကြည့်ဒီအမေကဘာတွေသားမကြောင်မသိဘူးအခုကမေသဘောအမြဲတမ်းပြောတယ်စပိုင်ဆို1 2 3 4စားလိုက်ငရဲမီးနဲ့တို့တယ်လို့ပဲနော်ရေခဲရေတွေတောက်ချလိုက်တယ်သေအောင်လာပြီနော်ဘုံဘုံကြီးကျမ်းမာရင်မကောင်းဘူးပါတောင်ကြီးကရေတောက်ခဲ့လို့တယ်ဟုတ်လားအစုပ်ထိသွားနော်ဒါအဲ့ဒါစဉ်းစားဒါကလူကြီးဖြစ်တဲ့အရွယ်တောင်ဒီလောက်အေးထန်နဲ့မခံနိုင်ဘူးအဲ့တော့ကလေးလေးဆိုတာအရက်တယ်လေးဒါကြောင့်လူတယောက်မွေးဖို့ဆိုတာတော်တော်ခက်တယ်ဗိုက်ထဲမှာပဋိသန္ဓေနေရင်သေသွားတဲ့လူကအရေအတွက်အများကြီးဟုတ်လားတယောက်မွေးဖွားလာတယ်ဆိုတာအလွန်တန်ခွေးရင်းနေတယ်လို့ပြောတယ်နော်ဒါကလေးရဲ့ကံရောအဖေမေရဲ့ကံရောအကုန်ဆုံးမှဒီကလေးလေးကမွေးတယ်ဒါရှင်လက်ထက်ကမင်းသားတစ်ပါးသူတို့လင်မယားတစ်ယောက်ကကလေးရမဲ့ကံပါမလားဘူးနော်သူများအတိုက်မျိုးကိုဖြတ်ပြီးဥတွေဖောက်သားခဲ့တာလေ
ဘုရားကိုသွန်ကပ်ပြီးကလေးလိုချင်လို့သူတောင်းတာမရဘူးအဲ့ဒါမျိုးရှိဟုတ်လားဒါကြောင့်အဖေမေရောကံရောကလေးရောကံရောဆုံးမနောက်အမေလုံးတဲ့သူရဲ့အနေထိုင်အစားတော့အစင်ရင်ကောင်းမှဒီကလေးလေးအပြင်ဘက်မွေးလာဒါမွေးလာတယ်ကောင်းတယ်ဆိုတဲ့အခြေအနေကောင်းလေးဆွေးတော့အဲ့ကလေးလေးမွေးလာတော့ရောပူတယ်လို့သူပြောနိုင်လားအေးတယ်လို့ပြောနိုင်လားညောင်းနဲ့ကြိုက်တယ်လို့ပြောနိုင်လားကျင်းကျင်နဲ့စွန့်ရင်တယ်လို့ပြောနိုင်လားစားတယ်လို့ပြောနိုင်လားဘလောက်ဆင်းရဲလဲယောဂီတို့မဆင်းရဲဘူးလားယောဂီတို့ဘုန်းဘုန်းတို့ကြုံခဲ့ရလားမကြုံခဲ့ရဘူးလားဘာဖြစ်သွားပြီတော့မေ့သွားတာကဘာလို့တော့အဝိဇ္ဇာဘောဗျမေ့သွားတာကအဝိဇ္ဇာဘောဗျမေ့သွားတဲ့အခါရတဲ့အချိန်ဒီပုံမှာကျေနပ်နေတာကတဏှာဘောဗျဒီပုံမှာမျောနေတာကဥပါဒံဘောဗျဒီခန္ဓာမျိုးထက်ရအောင်လုပ်တာကကံဘောဗျနောက်ထပ်ရမှာကဘဝဘောဗျဇာတိထက်ရဇာတိအကြောင်းနားမလည်တဲ့အခါဇာတိထက်ရဒါပဲဒါကြောင့်ဇာတိအကြောင်းနားလည်အောင်အထိတ်သွားတဲ့အဘုရားရနိုင်တယ်တော့နတ္ထိဇာတိဥနာဘောနတ္ထိတာနေဥနာဘောနော်ခိနာဇာတိခိနာဇာတိတဲ့ဇာတိကုံသွားပြီလေနောက်တဲ့ဇာတိမလာတော့ဘလောက်ကောင်းလဲဘုရားရဟန္တာတွေအလောင်းတန်းကောင်းသွားလှမ်းပြီးကြည်ညိုကြည့်လိုက်ရင်စိတ်ထဲမှာလေဘုရားတရားတန်ကမြင်ရတယ်ဆိုအဲ့လိုမြင်အောင်ကြည့်ရဟောဇာတိမရှိတော့တဲ့သူတော်ကောင်းကြီးတွေပဲဇာတိရှိနေသေးရဲ့အချိန်မကောင်းမှန်လားအဲကြောင့်ဇာတိရဲ့အပြစ်ကိုဆင်ခြင်နေတရားမှတ်ရတာခက်ခဲရှင်ဩပရိသတ်နေရတဲ့ဒုက္ခတွေငါကြုံခဲ့ရပြီတရားကိုအားတိုင်းမမှတ်ရင်ဒီလိုပရိသတ်နေငါထက်ထက်နေအောင်ပဲလူအမေနေတော်သေးတယ်ဒီအမေကအမေကောင်းလို့တော်သေးတယ်အမေဆိုးနဲ့တွေ့သွားဟလားမွေးပြီးတော့နေရင်တဲ့ယောက်ျားနဲ့နေမွေးချင်လို့မွေးပြစ်ထားကဲအဲ့ဒီဘဝမျိုးစဉ်းစားကြည့်ပါလားကိုလည်းမရောက်နိုင်ဘူးမရောက်နိုင်တယ်လို့ပေါ့ယောဂီတို့နော်မရောက်နိုင်ဘူးလားဆရာဒီဘက်ကနောက်ဆုံးဘဝရဟန္တာဖြစ်မှာဘဝမအေးရမွေးပြီးပြစ်ထားတာမျက်နှာတော့မမြင်နိုင်ဘူးဆရာဒီဘက်ကပြစ်တာမှမွေးတာမွေးပြီးပြစ်ထားတာသူ့အမေတော်မြင်တော်မမြင်ဘူးလိုက်ပဲဟုတ်လားမွေးပြီးတဲ့ညပဲမနဲ့မိုးမလင်းဘူးပြစ်ထားတာအမိုက်ပုံနောက်ဆုံးပိဋိမမွေးကြတာမလို့ရဟန္တာဖြစ်တာကိုလိုသူလိုဆိုရင်အဲ့ဒါသိရောလမ်းဘေးခွေးဆိုင်ရင်ဒါမဆိုင်ရင်လည်းအဲ့ဒါကလေးကချင်းဖြစ်ရောဟောဒါဇာတိရဲ့အပြစ်တွေကိုမြင်ရမယ်မွေးဖွားလာပြီးတဲ့အခါကျတော့ဘုန်းတို့ဇရာဘုန်းတို့အိုးမလာဘူးလားဥယျာဉ်မိုးကြီးကောင်းတော်ဖြူနေဥယျာဉ်တော့ပြောမှဆိုလို့တင်တယ်ကရုံတုံးတာဟုတ်လားဖြူလားမဲလားပြောလို့မရအမေတော်ကြီးရတော့ဆိုးထားဖို့ရပါတယ်လူသုံးပါကြီးဟုတ်လားဟမ်ဒကာကြီးရောလူသုံးတွေပါလိမ့်ဆိုးထားကြတယ်ဟုတ်လားဘုန်းဘုန်းတို့ကတော့မဆိုးဘူးရိတ်ပြလိုက်တယ်ဟုတ်လားပျောက်သွားတယ်နော်တဝေကပျောက်သွားအောင်ခဏခဏရိတ်ပြသီလရှင်ဆရာကြီးတွေရောလားတဝေကပျောက်သွားအောင်ခေါင်းရိတ်ပြဒီနေ့မှဘုန်းကရိတ်တယ်ရားလို့ရိတ်တယ်ပါဒါပြင်အခုရိတ်နေတော့မဖြူသေးဘူးမေးမွေးလာဖြူနေတယ်ပြောင်းမြန်ဖြစ်တယ်တော်သို့တယ်ဒီဟာလည်းဖြူကျင်တဲ့နေရာဖြူတာနော်အဲ့ဒါကြောင့်ရိတ်ပေးရတယ်ကဲဟုတ်ပါပြီဆိုတော့ဖျားလောင်းမဟာဇနကမင်းကြီးတို့မဂရေဝမင်းကြီးတို့သပင်ဖြူလေးတစ်ချောင်းပေါက်ရင်သူ့ကိုပြောပါတယ်အလံပေးပါသပင်ဖြူလေးကိုအလံပေးပါဆက်တာတွေကသပင်ဖြူလေးကိုရွှေမွှေးညက်လေးနဲ့နှုတ်ဟန်ကြတယ်သပင်ဖြူလေးရရင်သူ့ကိုလက်လာပါ1000လောက်တော့အနည်းဆုံးသူကြီးမြင့်ဟာဘယင်ကြီးသပင်ဖြူတစ်ချောင်းတွေ့ပြီးဖျားတော့လန့်သွားတာလေချွေးချွေးပေါက်ပေါက်ပြန်တယ်ဥစ္စာမို့ချွေးပြန်ပါဘူးဒီပုဂ္ဂိုလ်ကြီးကြည့်ရတာထူထူထိုင်းထိုင်းကြီးပါယောဂီတို့ဘုံဘုံတို့ကတော့ထူထူထိုင်းထိုင်းကြီးတွေပဲရှိသေးတယ်သပင်ဖြူပေါက်လို့တာကြောက်ကြီးသူတင်းတော်နေလောက်တယ်နော်ကြောက်လားမကြောက်တာကဘယ်သူအဝိဇ္ဇာဗျာမလေးပေါ်လေးလေးမင်းနဲ့သပင်ဖြူမကြောက်ဘူးဆိုတာဘယ်သူတော့အဝိဇ္ဇာဗျာသပင်ဖြူပေါက်တဲ့သပင်ဖြူကိုဘာလို့ပြစ်လိုက်လဲနောက်အောင်လုပ်ပြလိုက်တာကတဏှာနတ်သွားပြီဆိုပြီးဆွဲလန်းနေတာကဘိုးကလေးတတတာဖြစ်နေတာကကံဒီလိုဖြစ်တာသပင်ပေါက်တဲ့နောက်ထပ်ဘဝထပ်ရမှာကဲယောဂီတို့နော်နေ့စဉ်ဘဝထဲမှာတွေ့နေတဲ့တရားတွေပါဟုတ်လားဒါတွေ apply လုပ်ရမယ်နော်ဒါတွေနေ့စဉ်ဘဝထဲမှာကြည့်နေဒါအဲ့ဒါတရားပဲယောဂီတို့အထိုင်ပြီးရှုရှက်မှတရားလို့ထင်တာဟုတ်အဲ့ဒါတော့အလေးညာခံရတာပေါ့ဘုံကြီးဒီဘုံကြီးတွေအလျှောက်ပြောတာလေစိတ်ကိုပဲနဲ့ထားမှတ်ရုပ်ကိုပဲနဲ့ထားမှတ်စိတ်ရောရုပ်ကိုပဲနဲ့မှထားလို့မရပရမတ္ထတရားတွေကဒီနေရာဖြစ်ဒီနေရာပြတ်ထားချိန်ကိုမရဘူးမှတ်တာသဘောပေါက်ရဲ့လားရုပ်ကိုဘာဖြစ်အောင်လုပ်လိုက်နာမ်ကိုဘာဖြစ်အောင်လုပ်လိုက်လုပ်လို့မရဘူးလုပ်လို့ရခြင်းဆိုအတ္တဖြစ်သွားမှာပေါ့ရလားကြောက်ရွံ့ဖြစ်အောင်လည်းလုပ်လို့မရဘူးရွှေရုပ်ဖြစ်အောင်လည်းလုပ်လို့ရအလင်းအောင်ဖြစ်အောင်လုပ်လို့မရဘူးသူ့အတူဖြစ်ကောင်းဖြစ်လာနော်
အဲ့ဒီဟာတွေပေါ်မှာတွားပြီးตายရမလို့အလိန်ခန်းတွေကတော့မြန်မာပြည်မှာပฏิပတ်နေမှာအလိန်ခန်းတာအများကြီးအလိန်ကလည်းခံတာဟုတ်ဗျာယောဂီတို့အလိန်ခံနေတာဟုတ်လားတရားဓမ္မမှန်မှန်ကန်ကန်ပြောပြသင်ပြပြီးတရားစိတ်ရှိရှိနားမထောင်ချင်ဘူးဟုတ်လားနော်တကယ်လုံးအစမ်းနေနဲ့အစ်စ်ထုံပြောပြီးဆိုအဲ့ဒီနောက်ပါကြရောဘာဖြစ်ခံရလဲအလိန်ခံနေတာဟုတ်ဗျာနော်ကဲအဲ့ဒါကြောင့်ဇရာဒုက္ခသပင်ပြူလေးတွေပေါက်လာတဲ့ခါးလေးကိုင်းလဲအိုးငယ်တဲ့သူတာတပည့်တော်သပင်ပြူမပေါက်သေးဘူးဗျမလုပ်ပါနဲ့ဇရာဆိုတာကဟောရင့်ကျက်တယ်တနေ့နိုင်တိုင်းမိနစ်တိုင်းစက္ကန့်တိုင်းအချိန်တိုင်းအဘုံဘုံတို့ဇရာတွေပဲမှန်လားအဲ့ဇရာတစ်ချက်ကတည်ခြင်းဘက်ကိုတရက်နီးတယ်လားဇရာတစ်ချက်ပေါ်တိုင်းတည်ခြင်းဘက်ကိုတစ်ချက်နီးသွားတယ်ဇရာပေါ်တိုင်းတည်ခြင်းဘက်ကိုတစ်ချက်နီးသွားတယ်ဒီနေ့ဘုန်းတော်မွေးနေ့ရမဟုတ်ဘူးသေမင်းလက်မှတ်ရမွေးနေ့ကပြောတယ် Happy birthday မဟုတ်ဘူးဘာပြောစရာကောင်းမလဲဗျာဓာတိရတာပြောစရာကောင်းလားကောင်းမှု Happy birthday ဆိုတာမရှိဘူးအဝိဇ္ဇာထူတဲ့သူတွေပဲဒါပြောတာဟုတ်လားဝိဇ္ဇာဉာဏ်အတိနဲ့ကြီးလိုက်တယ်ဆိုရင် happy ဖြစ်စရာမရှိဘူးဘဝရတာဘယ်ဘဝမှာ happy ဘဝဆိုတာမရှိဘူး enjoyable ဖြစ်တဲ့ဘဝဆိုတာမရှိဘူးအကုန်လုံးက suffering ပေါ့ဒုက္ခတွေနဲ့ပြည့်နေတဲ့ဘဝကြည့်လေဇာတိပိဒုက္ခသရပိဒုက္ခဗျာတိပိဒုက္ခမရဏပိဒုက္ခအပိယိတံပြောကောဒုက္ခပိယိဝေပြောကောဒုက္ခယံပိသန္တလပတိတံပိဒုက္ခတံခိတ်ပိနဘေသူပါရဏခန္ဓာဒုက္ခဘယ်နဲ့ happy ပါဖြစ်ဘူးနော်မွေးနေ့ဆိုတာဗါလဲသေမင်းလက်မှတ်တစ်စောင်းနော်အနှစ်80ဆိုရင်အဆောင်80ရမှာဟာတက်90ပြည့်သွားအဆောင်90ရပြီတေဖို့ကတော်တော်နီးလာကြောက်เสียတန်ဝေကားယူเสียဒါကြောင့်တန်ဝေကောဟိတဟောတပညာနံတဟောတပဩတပနဲ့ရှင်ရမယ်ဘာနဲ့ရှင်ရမလဲကဲအဲ့ဒါတော့တန်ဝေကညာ၄ပါးဆိုတာရှိသေးတယ်ဗျဒီ၈ပါးပြောနေရင်လည်းကြားတဲ့ဖြတ်ပြောနော်အဲ့တော့နံပါတ်1ကစိတ်တုတ်တရတတဝေကနံပါတ်2ကဩတ္တပတံဝေကနံပါတ်3ကညာနာတံဝေကနံပါတ်4ကဓမ္မတံဝေကတံဝေကဘယ်နှပါလဲမှတ်မိမှာတော့မဟုတ်ဘူးမှတ်မိပါမလားလောင်းကြီးချမလားမရဖန်ပြန်မေးမယ်မမှတ်မိဘူးအဲ့တော့ပြောကြတယ်တတိတော့တာဖတ်မမှတ်မိဘူးဗျတရားနာမှတ်မိဘူးအေးမှတ်မိအောင်နာခိုင်းတာမဟုတ်ဘူးအဲ့တိလိုက်တဲ့အချိန်မှာညံလေးကိုဒိန်းဆိုတဲ့တစ်ချက်လေးဝင်သွားအောင်လုပ်ခိုင်းတာဖုံဖုံတို့လည်းမမှန်ဘူးဒီစားတွေပြန်ကြည့်ရတာမလေးဟုတ်လားဟောရမယ်ဆိုအဲ့ဒီဒီပါဠိတော်ကဘယ်ကပြထားတော့ဘယ်သုတ္တမှာပြောထားတာတော့ဒါတွေကုန်လိုက်ကြည့်ဒီစားတွေပြန်ဖတ်ပါဠိတွေကြက်ဒီလိုလုပ်ရတာဗျမမှတ်မိဘူးဗျယောဂီတို့ဒါပေမဲ့ဖတ်လိုက်တဲ့မှတ်လိုက်တဲ့နားလိုက်တဲ့အချိန်မှာအသိဉာဏ်လေးဖြတ်ကနေဟုတ်တာပဲဒီဉာဏ်လေးရဖို့လွယ်ဘူးယောဂီတို့ဟုတ်တာပဲဆိုတဲ့ဉာဏ်လေးရဖို့လွယ်လားမလွယ်ဘူးလေခုနပြောတဲ့အိုကြီးအိုမတွေတော့မလဲဘယ်ရောက်နော်အေးပြောတရားပါတရားအာယုန်တွေနောက်ပဲလိုက်နေကြတယ်မှန်လားဟဲ့နော်အဲကြောင့်စိတ်တုတ်တရာတတန်ဝေကဒေါသနဲ့ရှင်ဖြစ်ဟာတရေကြီးကြောက်တာတသေကြီးကြောက်တာနော်ပတ်သက်မရှိရင်တော့မဖြစ်ဘူးခိုးမှပတ်သက်မရှိမှကိုကြောက်တာလေဟုတ်လားစားတရားမရှိတော့မရဘူးခိုးမှဟောစားတရားမရှိမှကိုကြောက်တယ်အဲ့ဒီအမျိုးကြောက်ကိုကြတော့စိတ်တုတ်တရာတန်ဝေကလည်းခေါ်တယ်တေကိုကောက်တော့ဒါဒေါသပဲအကုသိုလ်ပဲဒေါသတို့ဖြစ်နေတာနောက်တစ်ခုကဩတ္တပတံဝေကဟာမကောင်းဘူးတော့လုံးလုံးဖြစ်ဘူးနော်ပฏิတန်ဒီအိုနာတိတွေရှိနေတယ်နော်ခန္ဓာဒုက္ခဘဝဒုက္ခလွတ်မြောက်နေတဲ့ငါအေးအေးဆေးဆေး happy ဖြစ်နေရမယ့်အချိန်မဟုတ်ဘူးနော် pleasure ဖြစ်နေမယ့်အချိန်မဟုတ်ဘူးအကုန်လုံးအချိန်တိုင်းစီအိုနာတိတွေနဲ့နှိမ့်သက်တယ်ဖြစ်ပြက်တွေနဲ့နှိမ့်ဆက်နေတဲ့ဒီခန္ဓာကြီးရတာပြောတရားမဟုတ်ဘူးမကောင်းမှုတွေကိုငါလုံးလို့မရဘူးကောင်းမှုတွေပြုမှရမယ်ဆိုတဲ့ဟာဩတ္တပတံဝေကလို့ခေါ်တယ်ဘာတံဝေကတော့ဟိတိဩတ္တပဆိုတာကြားဘူးတယ်မလားအေးအဲ့ဒါဩတ္တပတံဝေကသဟောတ္တပဉာဏံတံဝေကောဟိသဟောတ္တပဉာဏံဆိုတာပြောတာတံဝေကဆိုတာသဟောတ္တပဉာဏ်ပဲလေဒါကြောင့်မြတ်စွာဘုရားရှင်မဟာပရိဋိမန္တသုံးပါလေတံဝေသနိယဌာနဘုရားကိုယ်တိုင်ပါဠိတော်မှာဟောခဲ့ပါအရှင်အနန္ဒမြတ်စွာဘုရားဘုရားညောင်သောမောရောက်နေပြိဋိဘဆံတော့နောက်ဆုံးမှားတာနေမှားနေပြီမြတ်စွာဘုရားပြိဋိဘဆံကိုသုံးပြည့်ချပြီးပြီဆိုတဲ့အခါမြတ်စွာဘုရားမရှိဘူးဆိုရင်တပည့်တော်တို့ဘုရားကိုကြည်ညိုဖို့ခူးရောက်လာတဲ့အရက်လေးမျက်နှာရက်ဆက်မျက်နှာရောက်လာကြတဲ့တန်ဃာတော်ရှင်မြတ်တွေရဟန်းတော်တွေကဘု து ခူးရမလဲဗျာဆိုတဲ့အခါမြတ်စွာဘုရားရှိတာတံဝေသနိယဌာန၄ပါးကိုခူးရမယ်တဲ့နံပါတ်1ဘုရားပွင့်တော်မူရာ
လုံမနီဖះဖွားတော်မူရလုံမနီဥယျာဉ်ပေါ့ဗျာဟုတ်ပလားလုံမနီဒီနေရာမှာဖះဖွားခဲ့တယ်ဖះဖွားခဲ့တယ်ဆိုတာဘာကိုကြည့်ခိုင်းတာဓာတ်ပုံရိုက်ဖို့လားခဏဖះဘူးသွားကြတယ်ဆိုရင်ဓာတ်ပုံရိုက်သွားကြတာဖះဘူးမဟုတ်ဘူးဓာတ်ပုံရိုက်သွားတယ်ဘာကြည့်ရဇာတိပိဒုက္ခမြင်အောင်ကြည့်ဒီလိုသူတော်ကောင်းကြီးတွေနောက်ဆုံးတော့ဘုရားတော့ဇာတိယာလေးတာပဲဟေးဇာတိရလာဘယ်သူမှမချောင်ဘူးပေါ့အရာတကားနဲ့ပြောရင်ဟုတ်လားအဲ့ဒါကိုကြည့်ပြီးဇာတိပိဒုက္ခကိုအပြစ်မြင်ပြီးတော့တံဝေကားသိဖြစ်အောင်ကြည်လို့ခိုင်းတယ်အဲ့ဓာတ်ပုံရိုက်လဲကြွားပြလိုက်အဲ့လောက်နဲ့တော့ပတ်ထန်ကုန်တာပဲသွားမနေနဲ့ဟုတ်လားနော်အဲ့ကြောင့်အဲ့ဒီဒုက္ခကိုမြင်အောင်ကြည့်ရမယ်လုံမဏီအရာမှာဘုရားဖွားခဲ့တယ်နောက်ဆုံးဘုရားတော့ပြိတ္တနေနေပြီးတော့ဒုက္ခတော့ခံလေးလာပဲနောက်တစ်ခါဘုရားဖွားတော့ပွင့်တော်မူတဲ့နေရာဟောနော်ဇာတိသားကြီးရဲ့ဒုက္ခတွေကိုနိုင်အောင်တတ်နိုင်ခဲ့တယ်ကိလေသာမှန်တွေကိုနိုင်အောင်တတ်နိုင်ခဲ့တဲ့ထူးမြတ်တဲ့နေရာပဲအဲ့တော့ကိလေသာတွေရှိနေဘယ်သူမှမလွတ်မြောက်ဘူးကိလေသာတွေကိုအောင်တတ်နိုင်မှသာလေဘဝဒုက္ခတွေကနေအပြီးတိုင်လွတ်မြောက်မယ်ဆိုတော့ဟောဒီဉာဏ်ရအောင်ဟောဘောဓိပင်မှာဘုရားပွင့်တဲ့နေရာကိုအာယုပြုအဲ့ဒီနေရာမှာတရားဓမ္မတွေအာထုတံဝေကဉာဏ်တွေယူလို့သူတို့ပြောတယ်မှန်လားနောက်တစ်ခါဓမ္မစကြာတရားဟောခဲ့တယ်ဆိုတာသစ္စာ၄ပါးဟောတာသစ္စာ၄ပါးဆိုတာဘာတွေတော့ဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမဂ္ဂသစ္စာခန္ဓာ၅ပါးရလာတာတခြားလားဒုက္ခသစ္စာအလိုရလားအကြောင်းကြောင့်လားအဲ့ဒီအကြောင်းတွေထပ်ပြီးနောက်ထပ်အကျိုးခန္ဓာထပ်မရဘူးအကျိုးခန္ဓာကြီးတော့ဘာသစ္စာဩဒုက္ခသစ္စာပဲထည့်ရပါနော်ဒီဒုက္ခအလိုရတာမို့အကြောင်းသမုဒယရာဒုက္ခရသေးတဲ့အကြောင်းဒုက္ခသမုဒယဟာအဝိဇ္ဇာတဏှာသားကြီးတဲ့သမုဒယတရားတွေပဲဒီဒုက္ခသမုဒယကိုပယ်မှတာဒုက္ခသမုဒယတွေခြုံငိမ့်တဲ့និရောဓသစ္စာဆိုတာရမယ်အဲ့ဒီនិရောဓသစ္စာရအောင်ပွားများအားထုတ်တာမဂ္ဂပဲမှန်လားဣဒံဒုက္ခရိယသစ္ဆန္တိမေဘိက္ခဝေပုဗ္ဗေနနုတုတေတုဓမ္မေတုသက္ခုံဥရပါရိဉာဏဥရပါရိပညာဥရပါရိဝိဇ္ဇာဥရပါရိအာလောကောဥရပါရိဘုရားမဖြစ်ခင်တော့လေပုဗ္ဗေအနာနုတုတေတုဓမ္မေတိဒီခန္ဓာ၅ပါးရတာကိုဒုက္ခလို့ဘယ်သူမှမပြောဘူးတဲ့ဘုရားမဖြစ်တော့နော်စာရဲလည်းမဖတ်ဘူးတဲ့ဘယ်တရားတော်ကလည်းမပြောဘူးတဲ့အချင်းချင်းဆွေးနွေးတာလည်းမကြဘူးတဲ့ကုံပြောရင်ငါကိုယ်တိုင်လည်းမသိဘူးတဲ့အခုဘုရားဖြစ်မှသိတာဣဒံဒုက္ခအရိယသစ္ဆန္တိမေဘိက္ခဝေပုဗ္ဗေနနုတုတေတုဓမ္မေတုသက္ခုံဥရပါရိဉာဏဥရပါရိပညာဥရပါရိဝိဇ္ဇာဥရပါရိအာလောကောဥရပါရိသစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်နဲ့ဒုက္ခသစ္စာကိုသိတယ်သမုဒယသစ္စာကို၃ပါးနဲ့သိတယ်និရောဓသစ္စာမဂ္ဂသစ္စာဧဝံတိပရိဝတ္တံဒွါရတကာယံယထာဘူနံညာဏတတနာနသူဝိသုဒ္ဓံဟောတိဒီတရားလေး12ပါးသစ္စာ၄ပါးချင်းရ၃ပါးနဲ့အင်္ဂါ7ပါးမတွေ့တော့ကတော့ကိုဖျားလို့ငါကဘုရားလို့တော့မပြောဘူးတဲ့ဟုတ်လားအခုလိုအင်္ဂါ7ပါးနဲ့သစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်အဖြစ်သစ္စာ၄ပါးကိုပြည့်ပြည့်စုံစုံသိလို့ငါကဘုရားလို့ငါပြောတာတဲ့ဘုရားလိုဝန်ခံတာတဲ့ဓမ္မစကြာမှာပြောထားတာလေအနှစ်ချုပ်လိုက်တော့ဓမ္မစကြာဆိုတာသစ္စာ၄ပါးကိုပြတာပဲဩသစ္စာ၄ပါးတရားကိုဒီနေရာမှာဟောခဲ့တာပဲမိဂရာဝတို့ဒီနေရာမှာဘုရားသူဟောခဲ့တဲ့နေရာပဲလို့အဲ့ဒီဟာကိုလည်းတတိတံဝေကယူရမယ်မှန်လားနောက်တကဘုရားပြိဋိဘံသံနဲ့ကိုသိနာရောနော်ဘလောက်ပဲလူမင်းနာမည်မြမမင်းတွေအထွတ်အမြတ်ကြီးဘလောက်ပဲကြီးပြည့်စုံပါတယ်ဆိုတဲ့ပုဂ္ဂိုလ်အတုမရှိတုံရှိပုဂ္ဂိုလ်ကြီးလေနောက်ဆုံးဘဝတော့သေပြီးရနေတာဘို့အရာစကားနဲ့ပြောတဲ့အခါမှန်လားပြိဋိဘံသံတာပေါ့နော်အဲကြောင့်ဇာတိရလာပြီဆိုရင်တော့တေချာပေါက်မရဏဒုက္ခကကျုံးကိုကြုံရမယ်ဒါကြောင့်ကုသနာရောက်တဲ့အခါဘုရားပြိဋိဘံသံတဲ့ဘုအာယုပြုပြီးတော့တေခြင်းဒုက္ခမရဏတတိပွားဘာပွားမှာလဲဒုဝေမေမရဏံငါရဲ့အသက်ရှင်ခြင်းဟာမမြဲဘူးအတုဝေမေဇိဝိတံဒုဝေမေမရဏံငါ၏သေခြင်းဟာမြဲ၏အတုဝေမေဇိဝိတံငါ၏အသက်ရှင်ခြင်းဟာမမြဲမရဏံမေဘဝိတ္တိမုတ်ချသေးရမှာပါလားဒါကြောင့်ဘုရားဆရာတော်ဘုရားကြီးကငါသည်မုတ်ချသေးရမည်မရဏံမေဘဝိတ္တိဗါတယ်တော့မရဏံမေဘဝိတ္တိငါမုတ်ချသေးရမယ်စဉ်းစားရမယ်လေမရဏတတိဘာဝနာမသေးခြင်းသုတ်တန်သောသေခြင်းတရားများများပွားကုသနာယုဆိုသုတ်တန်များတင်းချိုင်းပြကုသနာယုဆိုတင်းချိုင်းကုန်ပဲဟုတ်လားအဲ့ဒီနေရာကိုသွားခိုင်းပြီးတော့တန်ဝေကယူကိုပြောတာသဘောပေါက်ရဲ့လားအခုတော့သင်္ကန်းလေးကလှူဒန်းလေးလုပ်ပြီးတော့ပြန်လာကြတာဓာတ်ပုံလေးရိုက်အကုန်လုံးမှားနေကြတယ်ဒါ
ကြီးရွယ်ချက်တွေမပေါက်မြောက်ကြဘူးနော်အဲ့ဒါမြတ်စွာဘုရားရှင်မဟာဒီလွတ်လပ်သုံးပါဟောဒီသံဝေသနိယဌာနကိုလည်းသွားမယ်ဆိုရင်တရားတရားပြည့်စုံတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတွေဟာကြည်လင်တဲ့စိတ်နဲ့တည်ကြတဲ့အခါနတ်ရွာသူဂတိလာမယ်နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုအထောက်အကူပြုလိုက်မယ်လို့ဘုရားကိုယ်တိုင်ဟောတော်တာရှိသွားတယ်မှာဘာလို့တယ်မှာလို့အဲ့ဒါကြောင့်သံဝေကတရားတွေကပွားဖို့ဆိုတာမြတ်စွာဘုရားရှင်ကအကြောင်းကျိုးပြည့်စုံဟောခဲ့လားမဟောခဲ့ဘူးလားနောက်ဆုံးပြိဋိဘံသံဃာနည်းဒီဟောခဲ့တော့မြေဒါကိုသိသိချင်တယ်နော်အဲ့တော့နံပါတ်1စိတ်တုတ်တရာတသံဝေကအခက်ခဲတွေ့မှာကြောက်တယ်နော်ဆင်ကြောက်တယ်ခွေးကြောက်တယ်နွားကြောက်တယ်မွေကြောက်တယ်ဆိုတဲ့ဟောဒီစိတ်တုတ်တရာတံဝေကနော်ဒေါသရှင်တဲ့အာဟုတုပဲဩတ္တပတံဝေကမကောင်းမှုကိုရှောင်မယ်ကောင်းမှုတွေလုပ်မယ်ဆိုတဲ့ဟာဩတ္တပတံဝေကနောက်တစ်ခါညာနာတံဝေကခန္ဓာရဲ့အခြေအနေမှန်တွေကိုသိအောင်တရားအားထုတ်လိုက်တယ်တမာတိထူထောင်လိုက်တယ်တမာတိထူထောင်ပြီးတော့ခန္ဓာကိုစိုက်ကြည့်လိုက်ကြပူရာအောင်နာထုံနာကျင်နာကြိုက်တာခဲတာညောင်းတာညာတာမတွေ့ဘူးလားအခုတရားနာရောမတွေ့ဘူးလားယောဂီတို့တရားတော်ဟောတဲ့ဘုန်းကြီးလေးတွေမှာညောင်းနေပြီလေဦးနေပြီလေဟုတ်လားရေသားနေပြီလေဇိကိစ္ဆာပရမဒုက္ခစာလောင်နေအခုနကမစားဘူးခုစားဟောမစားဘူးဆိုတဲ့အချိန်တွေကနေတာတယ်ဆိုတဲ့အချိန်တွေရောက်လာတာဖောက်ပြန်တာပေါ့မှန်ရလားရုပ်ပတိတိရူပံဟောရုပ်တရားကြီးဖောက်ပြန်သွားလေဟုတ်ပလားဖြစ်ပြနဲ့အရှိန်လေးတော်တော်ပြင်းလာတဲ့ခါစားလိုက်တာညောင်းလိုက်တာပူလိုက်တာအောင်းလိုက်တာအဲ့ဒီကြမှာတတိယဒါပေမဲ့တတိမရတာတဲ့ဆိုင်တော့ပါလေသမထဉာဏ်မှာအားနဲ့နေတဲ့အချိန်ဥရိယပြဉာဏ်အားမကောင်းတဲ့အချိန်ဒီဟာပဲခက်ကြဲပဲမြင်ဦးမယ်ယောဂီတို့ခက်ကြဲမြင်လို့ဝိပဿနာဉာဏ်လေးနေသေးတယ်ဆိုတဲ့အခါယောဂီတို့ကအားမလို့အားမရမဖြစ်ပါနဲ့400ကနေတွက်လာပါမှန်ရလားစပိန်စာနေငါသာအခါဘောလုံးသကန္တာအခါထွေးနေပါလေဆင်းတဲ့အခါခလေးလေးပါပဲတို့တော်ဒါတွေဟာကျွမ်းကျင်လာတဲ့အခါဘာဖြစ်လဲအေးဉာဏ်တွေတွက်လာတယ်ထပ်လာတယ်နောက်သမထဉာဏ်နေနော်သမထဉာဏ်၄ပါးအစဉ်၄နဲ့တက်သွားတဲ့အခါဥဒယပညာအနုပိုင်းဥဒယပညာအရင်ပိုင်းရောက်လာဟာတွက်လိုက်တာနောက်ဘင်္ဂညာဗျာညာပဲရောက်လာပြီဆိုတဲ့အခါယောဂီတို့ဖြစ်ပြမြင်မုံဆုံးဆိုတဲ့ဟာတရှိန်နဲ့ပြည့်သက်သွားမြင်တယ်အဲ့ဒီပဲကြတော့ဟုတ်လားအဲ့ဘက်ကျအာထုတ်တရားမလို့တော့ဘူးအရှိန်လေးနဲ့သွားအရှိပိုင်းမှာတော့ရှေ့ပိုင်းမှာယုံနာကွဲတဲ့ဉာဏ်အကြောင်းကျိုးသိတဲ့ဉာဏ်ရှင်းရှင်းလင်းလင်းဖြစ်နေအောင်တော့ဖြစ်ပြမြင်တဲ့ဉာဏ်အဲ့ဒီဟာတွေအာသံအောင်လုပ်နေအဲ့လိုလုပ်နေတဲ့အခါယောဂီတို့ဂျာတိုင်းမှာပေါ်လာတဲ့ဩဘာသောပီတိပတ္တိဒီမကောသာပတ်ကောဆိုတဲ့ဥပကိလေသာတွေပေါ်ဝိပဿနာဉာဏ်ကြီးကြောင်းတွေပေါ်လာတဲ့အခါအလင်းရောင်ကြီးရပြီဆိုယောဂီတွေငြိမ်နေတာကျုပ်ဘုံကြီးတွေလိန်နေပြောင်းလိန်တာယောဂီတို့လိန်နေပြောင်းလိန်တာနော်အလင်းရောင်ကြီးရလာပြီဆိုအားတရားရပြီငြိမ်သွားပြီဘယ်နဲ့ငြိမ်တာတော့ဟာဒီပြီးတော့ဒီနဲ့လေးငြိမ်တာဗျာငြိမ်နေတာပဲဗျာငြိမ်နေတယ်ဆိုတဲ့ဟာလည်းရှိပါမလေဟုတ်လားပတ္တိအားကောင်းလာရင်ကိုငြိမ်တာဗျာနော်တမာတိအနေနဲ့လည်းငြိမ်တယ်တခါတည်းရငြိမ်တာမဟုတ်ဘူးမေ့နေတာယောဂီတို့မေ့နေတာလည်းငြိမ်တဲ့ကိုမကွဲဘူးလုပ်ငန်းထဲမှာတွေ့လိမ့်မယ်ကိုကမေ့နေလားငြိမ်နေတာလားငြိမ့်ငြိမ်မေ့မေ့ငြိမ့်နေတယ်ဆိုရင်ပြန်ပြီးတော့လှုပ်ရှားတဲ့ဟာတွေပေါ်လာတယ်သိမချဘူးရှုငြိမ့်နေတဲ့ဟာလည်းရှုဖြစ်ပြတဲ့အမြင်အသန်းနေတဲ့ဟာငါတရားတော့ရတော့မယ်ဆိုတဲ့အတွေးလေးပေါ်လာတယ်ဝိသိကိစ္စအဲ့ဒါရှုနော်ဖြစ်ပြမြင်နေတယ်ဆိုရင်လည်းရှုအောင်အဲ့ကြောင့်အဲ့ဒီမှာခန္ဓာရဲ့အဖြစ်ခန္ဓာမှာပေါ်လာတဲ့တရားတွေကောင်းတဲ့တရားဆိုတဲ့တရားဟိနာပဏိတဩလာရိကဒုက္ခမဘယ်တရားပဲပေါ်လာဖြစ်ပြတာအမြင်တန်အောင်ရှုအနေစာဒုက္ခအနတ္တအခြေအနေမှာမြင်အောင်ရှုတယ်ဆိုရင်ခန္ဓာ၅ပါးယုတ်တရားနံတရားဘယ်ဟာတွေပဲပေါ်ဖြစ်ပြနေတဲ့တရားတွေမမြဲတဲ့တရားတွေပဲဆင်းရဲတဲ့တရားတွေပဲအစိုးမရတဲ့တရားတွေပဲလို့ဉာဏ်နဲ့အမြင်တန်လဲတဲ့အခါညာနာတံဝိကပါတယ်တော့အဲ့ဒီညာနာတံဝိကနိဗ္ဗာန်ဉာဏ်ရောက်သွားရင်နိဗ္ဗာန်ဝိရိစတိဝိရာဂဝိမုစတိဝိမုဒ္ဒသမိဝိဥဒ္ဒမိတိညာနာဟောတိခိနာသာတိနတ္တိတာနိဝုဒ္ဒဘောပြည့်တတ်သွားဟုတ်ပါနော်နိဗ္ဗာန်ဉာဏ်ရပြီဆိုရင်ဟိုဘက်ကမောဇိတုကတဉာဏ်တို့ပရိသင်္ခာဉာဏ်တို့သင်္ခါရုပ္ပကဉာဏ်တို့နုလောမဉာဏ်တို့အဲ့ဒါကြတော့လွယ်တယ်ယောဂီတို့လုပ်ငန်းတဲ့သွားပြီလို့ပြောပါတော့ဗျာအလုပ်လုပ်ငန်းတဲ့သွားနော်အဲ့ဒါဘုရားအလောင်းပုဂ္ဂိုလ်ဆိုရင်ဒါပြန်လှည့်ဘုရားအလောင်းပုဂ္ဂိုလ်ကသင်္ခါရုပ္ပကဉာဏ်ရောက်ပြီငါဘုရားဖြစ်မဲ့ပုဂ္ဂိုလ်ပဲဘုရားဖြစ်အောင်စုပန်ထားတာပဲဆိုသင်္ခါရုပ္ပကဉာဏ်ရောက်ပြန်ဆင်းယောဂီတို့ဘုန်းတော်သင်္ခါရဒုက္ခတွေဒီလောက်မြင်နေမှတော့သိကြတယ်အဲ့ဒီဘက်ရောက်သွားပြီဆိုရင်နိဗ္ဗာန်ဝိရိစတိညီဝိတာနဲ့လွတ်မြောက်ချင်လာတယ်ဟုတ်လားဝိရာကဝိမုစတိ
ကလည်းလွတ်မြောက်တဲ့ဉာဏ်ပေါ်လာတယ်နော်ဒါမဲ့ဉာဏ်ပေါ်ဉာဏ်ပေါ်လာတာလွယ်ပါတယ်အဲ့ဒီဘက်ကအာမထုတ်အောင်ဒီရှေ့ပိုင်းမှာအာထုတ်နေရအဲ့ဒီအာထုတ်နိုင်ဖို့အတွက်ဟောဒီဉာဏ်တွေကိုထက်ခါထက်ကလေ့ကျင့်ပေးဟုတ်ပါလားနောက်ဆုံးဓမ္မတန်ဝေကဆိုတာကြတော့ယဟန္တာရဲ့တဏ္ဍာမှာဖြစ်တဲ့ဉာဏ်ပေါ့ဒီလောက်ပဲအကျယ်မရှင်းတော့ယဟန္တာရဲ့တဏ္ဍာမှာဖြစ်တဲ့ဉာဏ်သတ္တဝေကဉာဏ်ဘယ်နှပါတော့စေတုတ္တရတတန်ဝေကအကြောက်တရားနဲ့ရှင်တဲ့တန်ဝေကဩတ္တပတန်ဝေကမကောင်းမှုကိုလောအောင်မှကြောက်တယ်ရှက်တယ်ဆိုတဲ့ဉာဏ်ဒါအရေးကြီးတယ်ဒီကနေကုသိုလ်သတာနော်ညာဏတန်ဝေကဝိပဿနာဉာဏ်နဲ့ရှင်းဖြစ်တဲ့ဉာဏ်ဓမ္မတန်ဝေကယဟန္တာရဲ့တဏ္ဍာမှာသင်္ခါရတရားတွေရဲ့အပေါ်မှာရတဲ့တန်ဝေကဉာဏ်ဘောဟောတန်ဝေကဘယ်နှပါလဲဒါကဉာဏ်စွာပေါ်လာရမယ်ဒါတွေကိုကြည့်ရင်ဒီဉာဏ်တွေပေါ်လာမယ်လို့ပြောတာမှန်လားအဲ့ဒီဉာဏ်အားတွေပေါ်လာဖို့ဘာကြည့်ရမလဲဓာတိပိဒုက္ခအိုတဲ့ဆင်းရဲအဒီပရိသတ်နေရတဲ့ဆင်းရဲစဉ်းစားအမေပိုက်ထဲမှာဘလို့နေခဲ့ရကိုယ်တိုင်နေခဲ့တာလွန်ခဲ့ပြီတော်တော်များနေရတဲ့ဒုက္ခတွေကြည့်လူပိုက်ကိုလည်းကြည့်ခွေးပိုက်လည်းကြည့်တလိษံပိုက်တွေလည်းကြည့်အဲ့ဒီပိုက်ထဲကရောက်နိုင်တယ်ခေါင်းပြောင်းသွားမယ်ပေါ့ကျေးဇူးရှင်မဟုတ်ဆရာတော်ဘုရားကြီးစကားနဲ့ပြောတယ်မှန်လားခုယောဂီတို့ဘာကောင်းလဲလူကောင်းနောက်ဘုရားခွေးကောင်းမဖြစ်ဘူးလို့အာမခံရှိတယ်မရှိဘူးပလင်မောဘုံကြီးခုလူဘုံကြီးပေါ့ဗျာလူကောင်းပေါ့ဗျာနောက်ဘုရားခွေးကောင်းမွေကောင်းမဖြစ်နိုင်ဘူးလားရှင်းနိုင်တယ်ဥပဒအဆွဲသွားတဲ့အတိုင်းအခြေအနေမကောင်းဘူးဟုတ်လားဂတိကမြဲမှမမြဲနေတာဟုတ်ဗျာယောဂီတို့ဂတိမြဲပြီလားနော်ဥဒယပညာအရင်ပိုင်းတော့ရောက်ရင်တော့ဒါဂတိတဘောကတော့သိကြတယ်ပေါ့ဗျာမြဲတယ်ပေါ့ဂတိလုံးဝမြဲတာတော့သောတာပန်ဖြစ်မှမြဲတယ်အဲ့ဒါဆိုဂတိမမြဲဘူးပြောရမယ်ဆိုစိတ်မချရသေးဘူးလို့ပြောတာဒါကြောင့်ကျေးဇူးတော်ရှင်ဘုရားဆရာတော်ကြီးကမပြောပါနဲ့အိုးသောတာပန်ဖြစ်ပြီးမှပြောပါဒီလိုပြောတာနော်အခုပြောလို့ရပါမလားဘာရှိတယ်ဇာတိဒုက္ခရှိတယ်ဇရာဒုက္ခအခုကြုံမနေရဘူးလားအခုပဲပြောဗျာဒီမှာကြိတ်နေပြီဗျာဒီမှာစားနေပြီဗျာညောင်းနေပြီဗျာယောဂီတို့ရောညောင်းမနေဘူးလားညောင်းလို့ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်တော့ပူတာအိုက်တာထုံတာကျင်တာကြိုက်တာခဲတာဒုက္ခတွေတွေ့မနေရဘူးလားအဲ့ဒါသရာဒုက္ခပြတယ်အဲ့ဒါတရားပဲဟောတရားနာရင်လည်းစဉ်းစားဟုတ်တယ်ဟောဒါအဲ့ဒါလေအဲ့ဒါတရားပဲလေဟုတ်တယ်ဆိုတဲ့ဟာလေးကတရားပဲယောဂီတို့အဲ့တော့မဟုတ်ဘူးတွေထင်လို့အဲ့ဒါပြောစရာပါစရာတွေနောက်လိုက်ကြတာပေါ့ဟုတ်ဘူးလားဟမ်မဟုတ်ဘူးလို့ထင်တဲ့သူကဒါတို့ဟိုဘက်နော်တို့ KTV သွားအောင်တို့ဟိုအပန်းပြေစကန်သွားအောင်ဘာလို့အောင်ညာလို့အောင်တခြင်းလေးထိုးလိုက်ပြောပါသားလေးထွက်လိုက်ရင်မဟုတ်ဘူးဆိုတဲ့အခြေအနေလေးတွေလွန်မြောက်သွားမှထင်တာဟိုမှားနေတာနော်အဲ့ဒါကြောင့်ဇာတိရဲ့ဒုက္ခကိုလည်းမြင်ရမယ်ဇရာရဲ့ဒုက္ခကိုလည်းမြင်ရမယ်နောက်တစ်ခါဗျာတိနာတဲ့ဒုက္ခတွေဘာဒုက္ခတွေတော့သေကန်နေကြဘလောက်နာသေလောက်နာတာဟုတ်တယ်သေပါတယ်ဆိုမှရွာတကာကြီးနော်ဘုရားတို့ရာခင်းရဲ့နောက်ဘက်မှာထဏောင်းမင်းရှိတယ်ထဏောင်းမင်း6နေတဲ့ကသူတက်ချိုင်နှစ်ယောက်တက်ချိုင်ညောင်လုံးပြုတ်ကြတာဂိုင်းကြီးပေါ့ဂိုင်းကျိုးကြတယောက်ကသေသွားတယောက်ကတော့ခြေရောလက်တွေရောကျိုးခြေတွေလက်တွေကျိုးတယ်ဆိုပြီးပြောတာဟိုက်ကောင်သေတာဗျငါတော့မနာဘူးပြောကျိုးတာကန့်တာမရှိဘူးဗျဟိုကအတွင်းကြီးသွားတာဟိုပဲမနာပဲနေပါမှာနာလို့သေရတာလေအဲ့လိုပဲယောဂီတို့လည်းအဲ့လိုပဲမြင်တာလို့ပဲမြင်တာဟိုက်ကောင်သေတာငါတော့မနာဘူးသေသွားတဲ့သူကိုမနာပဲနဲ့သေတယ်လို့ယောဂီတို့ထင်တာမလားကဲယောဂီတို့ထင်မနေဘူးလားစေုံစေကန်းလေးတွေသွားလိုက်ရင်တတ်တာသွားတာနဲ့အကုန်မေ့ဘယ်သူကလွန်သွားအဝိဇ္ဇာလွန်သွားပြီခန္ဓာဘဝတဏှာပြန်မကပ်ဘူးလားဥပါဒံဆွဲလန်းနေတယ်မသွားဘူးလားကိုယ်လည်းဆွဲတယ်သူများလည်းဆွဲတယ်ပစ္စည်းဥစ္စာတွေလည်းဆွဲတယ်သားသမီးတွေလည်းဆွဲတယ်အကုန်ဆွဲဟောဥပါဒံဥပါဒံ၄ပါးနဲ့အကုန်ပတ်ဆွဲတာဥပါဒံဆိုအကုန်ပတ်ဆွဲတာတယောက်တည်းဆွဲတာမဟုတ်ဘူးပတ်ဆွဲတာပတ်ဆွဲတဲ့ကအနောင်တွေပိုးများမသွားဘူးလားဘုန်းကြီးတော်တော်တရားရနိုင်လို့မရသေးပါဘူးဘုန်းတို့လည်းစဉ်းစားမှာနော်မစဉ်းစားရင်တော့ဒီထက်ပြန်ရောက်တာအတူတူပဲဒါစဉ်းစားပြရတယ်သဘောပေါက်ရဲ့လားဟောတာဘာဒုက္ခလားဗျာတိပိဒုက္ခဗျာတိဒုက္ခကိုမြင်အောင်ကြည့်တရားထိုင်မှမဟုတ်ဘူးနော်တတိယတိုင်းပြည့်မြတ်စဉ်းစားအဲ့ဒါစဉ်းစားနေရမယ်အဲ့ဒါတန်ဝေကဉာဏ်ပဲဟုတ်ပြီနော်နောက်တစ်ခါပါတယ်မရဏပိဒုက္ခတရားတဲ့ဒုက္ခစဉ်းစားဖို့လိုလားမလိုဘူးလားမရဏမေဘဝိတ္တိငါသိအောင်မယ်ဘယ်တော့သိမှာမသိတာမတတ်ဖန်တော့ရှင်းအောင်ပဲထင်တာဟုတ်လားယောဂီတို့ကြာဒီလိုလာတာလေတဏှာနော်မတတ်ဖန်တော့ရှင်းအောင်ပါပါဒီလိုသွားတာဟုတ်တရားစကားပြီးကြည့်အသက်မရှင်းဘူးလား
တရားစကားမျိုးဘာလုပ်မယ်ဆိုတဲ့ဟာတွေရှိနေရလေရှင်အောင်မယ်လို့ထင်တာဟောဒီဘုန်းကြီးလေးတိုင်းဟမ်အကုန်လုံးကလေမျောလင်းချက်နဲ့ပဲအသက်ရှင်ကြမှန်တယ်ချမ်းသာတဲ့ကုမန်မောမှုကြောင့်ပူပူရရဟူသည်များတို့ဒုက္ခပင်လေကျေထက်ကျေသည်ရွယ်တိုင်းမမြောက်နိုင်ပါတကားအကုန်လုံးကချမ်းသာလိမ့်နို့မျောခေါ်တွေးဆိုတဲ့အဲဒီချမ်းသာမယ်ဆိုတဲ့အခြေအနေလေးဟာတရားသခင်ကတော့အေးပြက်တယ်အိမ်ရောက်ရင်တော့အိတ်လိုက်အောင်ပဲဒီက၄နိုင်မတင်ထားတာဟုတ်ပြအိမ်ရောက်တော့ဗန္ဒာကြီးထား၄နိုင်မတင်ပုံမှန်ထားတဲ့သူသိမရှိတော့ပါဒီလိုဖြစ်သွားတယ်နော်ဒီနေ့ကိုတရား9ချိန်10ချိန်ပုံမှန်ထိုင်တဲ့သူမရှိတော့ပါဘူးတစ်ချိန်တစ်ချိန်တော့မနေကျူသားဒါတော့နတ်မမှန်ဘူးနတ်မှန်လားတဝေကဆိုတော့အဝေးတဝေကပြတ်သွားတဲ့ကလျှက်သိမီးပြတ်တာမှလည်းအချိန်လေးမှန်နေသေးတယ်ပြောဟုတ်လားယောဂီတို့တဝေကညာမီးပြတ်တာပိုးပြီးဆိုတယ်ဟုတ်လားနော်အဝိဇ္ဇာပိတ်ကသုံးမိစ္ဆာမျိုးပြင်းပြင်းဒီလိုအကုန်လုံးပါလေအိဋ္ဌာလို့ထင်းလင်းအကုန်လုံးပါဖြစ်သွားမြင်ရတဲ့အာယုံလည်းအိဋ္ဌာယုံပဲရူပယုံလည်းအိဋ္ဌာယုံပဲကြားတဲ့အတန်အာယုံလည်းအိဋ္ဌာယုံပဲအကုန်လုံးအိဋ္ဌာယုံလို့ဖြစ်သွားတော့ဘာဖြစ်သွားမျောသွားတယ်နစ်သွားတယ်မေ့သွားမနနာဒုက္ခဟိုမသေးပါဘူးသေတကံပြောသားမှလည်းနမိတ်မရှိနဘာမရှိတယ်မပြောဘူးလားသိတယ်ဆိုတဲ့ကနမိတ်ရှိတယ်နမိတ်တောင်ယူရမြတ်စွာဘုရားရှင်ကအနုတ္တိသေရပါတယ်မရဏနုတ္တိမရဏသေခြင်းကိုထပ်ခါတက်ကစဉ်းစားငါရှိမှသရဝါတွေသေသွားကြပြီငါလည်းသိရအောင်မယ်စဉ်းစားမယ်အဲ့လိုစဉ်းစားတဲ့ကကိုစမစဉ်းစားတဲ့ကိုယ့်ရဲ့ရန်သူကိုလည်းစမစဉ်းစားတယ်ရန်သူသေးတာကိုစစဉ်းစားတယ်သေသွားအေးတာအခုမှငါတွေးမိလို့ကိုငါသေသေးချင်းနေတာဟောဒီလိုဖြစ်သွားတယ်ဒေါသဝင်လာကိုချစ်ခင်တဲ့သူကိုလည်းမတွေးနဲ့တဲ့ချစ်ခင်တဲ့သူရဲ့သေခြင်းကိုစစဉ်းစားလိုက်တယ်တရားထိုင်နေငိုးနေလိမ့်မယ်အမေလွမ်းလိုက်တာအဖွားလမ်းလိုက်တာအဖိုးလမ်းလိုက်တာငါတငယ်ချင်းလေးဟာသေသွားရှာပြီချစ်ခင်တဲ့သူဟောကိလေသာတွေတိုးလာမှာဗောမှန်လားမုန်းတဲ့သူလည်းသံပွားနဲ့ချစ်တဲ့သူလည်းသံပွားနဲ့ကိုလည်းသံပွားနဲ့မသိတဲ့သူလည်းသံပွားနဲ့အခုယူကရိန်းမှာသေးနေကြတယ်ယောဂီတို့ဘာဖြစ်တယ်ဘာမှမဖြစ်ဘူးဟုတ်ပလားအဲဒီကမ္ဘာနိုင်ငံတွေစစ်တိုက်မြန်မာလည်းဟိုဒီသေးနေကြတာအများကြီးရှိတာဘာဖြစ်လဲမသိလို့ဟုတ်လားအဲ့တော့မသိတဲ့သူလည်းသမပွားနေတယ်သိတဲ့သူတွေကကောင်းတာကတော့ယောက်ျားဆိုယောက်ျားချင်းချင်းမိန်းမဆိုမိန်းမချင်းချင်းခုနက၄မျိုးရှောင်လိုက်ပြီးကိုယ့်ရှိသေးသွားတဲ့အလုပ်တူတူဓမ္မရက်ခွက်ထဲမှာမြင်မှုတွေ့မှုတဲ့သူအလုပ်ပေါ်ကိုင်ပတ်နေတဲ့အဖြစ်ဖြစ်မဲ့အဲ့ဒါကိုလန့်အာရုံပြီးတော့သေးသွားပြီငါလည်းသေးအောင်ပါပဲတရားရှိသေးလို့အဲ့ဒါပေါ်အဲ့ဒါနမိတ်ကိုယူပါနမိတ်ယူတဲ့ကတခါတည်းကျတော့အပုတ်နဲ့နေနန်းလာတဲ့တခါတည်းလူသေးကောင်းကြီးတွေလို့ဖြစ်လာတယ်ပိုးရတွေနဲ့တလောက်လောက်နဲ့ဒီလိုခန္ဓာကိုယ်ကြီးဒီလိုမျိုးဖြစ်သွားတဲ့နမိတ်ထင်လာတယ်ထင်ရင်လည်းထင်တယ်ထင်ရင်မှလည်းထင်တယ်အနတ်အနေနဲ့လည်းထင်တယ်ရူပယုံအနေနဲ့လည်းအာယုံအနေနဲ့လားထင်တယ်မနောဝဲမှာထင်တာပါလန့်မသွားပါနဲ့အဲ့ဒီမှာလန့်သွားတယ်မလန့်အဲ့ဒါနမိတ်ထင်တယ်တခါတည်းအယိုးစုလို့ထင်တယ်သိပြီးတော့ကဖြစ်သွားမှအယိုးစုလို့ထင်တယ်အဲ့ဒီဟာတွေကနမိတ်တွေထင်တာနော်အဲ့ဒါကတမာတိအာယုံလေးတက်လာတယ်လို့ပြောတာအဲ့ဒါတက်လာပြီဆိုအဲ့ဒီရလာပြီနမိတ်ဆိုတော့ရလာတဲ့တမာတိထွန်းအားနဲ့ခန္ဓာကိုယ်ကိုကြည့်လိုက်တဲ့အခါခန္ဓာကိုယ်မှာသင်္ခါရတရားတွေရုပ်တရားနဲ့တရားတွေဟာဖြစ်ပြီးပြည့်နေတဲ့သဘောတွေကိုထင်ထင်ရှားရှားကြီးတွေ့လိမ့်မယ်။ဘာဖြစ်လို့လောကအာယုန်နေနဲ့ဟောဒီမရဏနုတ္တိယဖြတ်ချလိုက်တယ်။ငါကောကဘုံဘုံတို့တွေးနေတဲ့အတွေးတွေဟာလောကီတွေးတွေ။ဘာတွေးနေတော့အဲ့ဒီလောကီတွေးတွေခဏပြောတဲ့ဝိတ္တ၃ပါးနဲ့တွေးနေတယ်။အဲ့ဒီအတွေးတွေကိုမရဏနုတ္တိလို့ခေါ်တဲ့သံဝေကညာအခြေခံနဲ့အနုတ္တိတရားနဲ့ဖြတ်ချလိုက်တဲ့အခါလောကီအာယုန်တွေရှင်းသွားတယ်။အဲ့ဒါကိုသမာရိဘိကဝေဘာဝေထသမာဟိတောဘိက္ခုယထာဘူတံပသနာတိယထာဘုဒ္ဓညာတမ်းမပေါ်ဘူး။ဘာဖြစ်လို့အဝိဇ္ဇာပုံလာမှုနဲ့ကိလေသာတွေကအာကြီးနေတဲ့ကပိတ်ရဲ့မှောင်ပိန်ထူဒီလိုဖြစ်အဲ့ဒီချိန်မှာတမာရီနမိတ်နဲ့ဖြတ်ချအာနာပါနထူထောင်ပြီးဖြတ်ဩဒနုတိပွားပြီးဖြတ်မေတ္တာပွားပြီးဖြတ်မရဏသတိပွားပြီးဖြတ်လိုက်တဲ့ကလောကီအာယုန်နဲ့ပြတ်ထွက်သွားဘူးလားပြတ်ထွက်တော့တဲ့ကဟောဉာဏ်ပွင့်လာယထာဘုဒ္ဓဉာဏ်ပေါ်လာဉာဏ်ပွင့်တော့ဘာကြီးတွေ့ခန္ဓာကြီးတွေ့မှာပေါ့ဗျာဟောပြူးခံနေတာတော်တော်ပွင့်တဲ့လူတွေဟောဒီလိုဟဲ့လားဉာဏ်ပွင့်လာတော့ဘာတွေ့ပါခဏလောကီအာယုန်တွေတော့ခန္ဓာလုံးမထင်ဘူးလောကီအာယုန်ကငါလို့ထင်တယ်သူလို့ထင်တယ်ယောက်ျားမင်းမလို့ထင်တယ်ပုဂ္ဂိုလ်သတ္တဝါလို့ထင်တယ်ဟုတ်လားထင်မနေဘူးလားသားလို့သမီးလို့ဇနီးလို့မရလို့ထင်မနေဘူးလားဘာအာယုန်ထင်တယ်
လောကီအာယုဘယ်သူ့ကိုလောကီအာယုလို့ထင်နေတာခန္ဓာကြီးကိုဘာလို့ထင်တာလောကီအာယုလို့ထင်မနေဘူးလားအဲ့ဒါကိုတမာတိနမိတ်နဲ့ဖြတ်ချလိုက်တဲ့အခါသိချင်းတရားဆင်ခြင်လိုက်တဲ့အခါအာနာပါနပွားလိုက်တာတမာတိရလိုက်တော့ခန္ဓာရဲ့သဘောအမှန်ပေါ်မလာဘူးအမလေးအခုမှဗျာဖွတ်မဲ့လို့ဗာလဲဟုတ်လားစေတီမတ်လို့ဘုရားမတ်လို့ကိုယ်ကဖွတ်ထမတောင်ပုံပန်းတီဖြစ်ပြက်နေနေတာဖွတ်ထွက်လာတာပေါ့ဟုတ်ဘူးလားဖြစ်ပြက်နေတာဘာထွက်လာဘယ်တဲ့ထွက်ခန္ဓာဆိုတဲ့တောင်ပုံကြီးကထွက်လာတော့ဖွတ်ထမတ်တီတော့ဖွတ်ထတော့တောင်ပုံကြီးမှတီးပြီးတော့ဒီတောင်ပုံကြီးကကောင်းတာဟုတ်လားအရင်တော့အေကြီးလိုကဏ္ဍတော်ကြီးလိုထင်တာအခုကျတော့ပါတောင်ပုံကြီးဆိုတော့ကောင်းတာဟုတ်ရဲ့လားကောင်းတာမဟုတ်ဘူးဆိုလိုချင်သေးလားဒါပဲဒါတရားပဲအလင်းရောင်တွေပါတယ်မဟုတ်တော့ဘူးဟုတ်လားအဆိုင်ခဲတွေမဟုတ်တော့ဘူး drug တွေမဟုတ်တော့ non system သဘောဟုတ်မှလောကုတ္တရာတရားတွေဟာဓာတ်သဘောတွေပဲဖြစ်ပြနေတဲ့တရားတွေပဲသုံးယတဆိုတာပဲအဲ့ဒါကိုခေါ်တဲ့အလင်းရောင်တို့အဆိုင်ခဲတို့အယောင်ဝါတို့ထင်းနေသေးရဲ့နမိတ်မပြတ်သေးဘူးလောကီအောင်နဲ့မပြတ်သေးဘူးသမာဓိပြန်ထူတော့ယသဗုဒ္ဓဉာဏ်ပေါ်လာလိမ့်မယ်ပေါ်လာရင်ဘာတွေ့ခန္ဓာတွေ့မှန်လားခန္ဓာတွေ့တဲ့အခါအတိတ်ဘဝရခဲ့တဲ့ခန္ဓာကြည်သန်းစဉ်းစားကြည့်လိုက်တော့ပြစ္ဆုတ်ပံခန္ဓာကိုဘုံဘုံတို့ကကြည့်ရပိဿကဉာဏ်နဲ့ကြည့်အနုမာနဉာဏ်နဲ့လန့်စဉ်းစားလိုက်တော့အတိတ်ကဘုံတို့ရတာတခြားရခဲ့တာလားခန္ဓာရခဲ့တာဘယ်သူဥဆောင်ခဲ့အဝိဇ္ဇာဥဆောင်မှာတဏှာဥပါဒဏ်နေမရှိဘူးလားတဏှာဥပါဒဏ်ရဲ့အစွမ်းနဲ့ကံနေမထူထောင်ဘူးလားကံနေထူထောင်ခဲ့တဲ့အတိတ်ဘဝတွေမရခဲ့ဘူးဘဝတွေရတာတခြားလားဒုက္ခလားအိုနာတိဒုက္ခတွေရခဲ့တာတော့ကောင်းတဲ့ဘဝဟုတ်ရဲ့လားလူဘဝမကောင်းဘူးလားနတ်ဘဝဆိုရင်ရောဓမ္မဘဝဘာမှမကောင်းပါလားအတိတ်ရဲ့အပြစ်တွေကိုမြင်သွားတယ်အတိတ်ဒုက္ခတွေအတိတ်ဘဝတွေရဲ့အပြစ်ကိုမြင်သွားတယ်အတိတ်ကလည်းဒီလိုတွေဖြစ်ခဲ့တာပြစ္ဆုတ်ပံခန္ဓာကြီးကအခုဖြစ်ပြတဲ့နဲ့သွားတယ်ဒီခန္ဓာမှာအတွေ့အတာတွေမဖြစ်နိုင်ရင်နောက်ခန္ဓာရမှာလဲပါဇာတိရလာတော့ဆက်ရမ်းလိုက်တာပါဘဝကြီးဆိုဆက်ရမ်းလိုက်တာပါအိုနာတိတွေနဲ့ဆက်သွားအချင်းချုပ်လိုက်တော့ပါဒုက္ခသစ္စာပဲဘာသစ္စာပဲတော့အနာဂတ်ရမယ့်ဘဝကြီးရဲ့လေကောင်းသလားလို့စဉ်းစားကြည့်တယ်လူဘဝနတ်ဘဝလူချမ်းသာနတ်ချမ်းသာမြမချမ်းသာဆိုပြီးတော့တောင်းဆိုကြည့်တာပေါ့ဘယ်သူကတောင်းဆိုတဏှာကတောင်းဆိုတာယောဂီတို့ကြည့်တောင်းဆိုတာမှလည်းဘယ်သူတော့အမှန်တိုင်းသိလို့လားမသိလို့မသိတာကတောင်းဆိုတာကအဲ့တောင်းဆိုတဲ့ဘဝကိုစိုးစလန်းလန်းဖြစ်တာကအဲ့ဒီဘဝမရရအောင်အားထုတ်လိုက်တာကရလာတဲ့ဘဝကဒုက္ခပဲဒုက္ခတွေပြန်လဲသွားတယ်ကဲဘယ်တော့ဒီဒုက္ခထွက်မလဲဟလားအနာဂတ်ဘဝလည်းဒုက္ခအဲ့ဒါဆိုတော့ပြစ္ဆုတ်ပံဘဝဟိုတော့ကတည်တည်ချာချာသဘောပေါက်အောင်ကြည့်မှရမယ်ဆိုပြစ္ဆုတ်ပံခန္ဓာဘဝပါလဲညံလဲပေါ့ညံလဲတဲ့အခါပြစ္ဆုတ်ပံခန္ဓာကဘာတွေ့ရုပ်တရားနာတရားတွေမတွေ့ဘူးလားယောက်ျားမိန်းမပုဂ္ဂိုလ်တော်ကောင်းကားချင်းလက်လို့တွေ့ရမလားယုံနာလို့တွေ့ရမလားပထမအဆင့်အမြင်မှန်သွားပြီအဲ့ဒါကိုနာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်တယ်မှန်လားသုလသောတပန်လို့ပြောတာပေါ့အဲ့ဒီယုတ်တရားနာတရားတွေအလိုလိုရကြားတရားအကြောင်းရှိလို့ကြားသိပေါ်တယ်နာမ်တရားအကြောင်းရှိလို့နာမ်သိပေါ်တယ်မြင်တရားအကြောင်းရှိလို့မြင်သိပေါ်တယ်ပူတရားအကြောင်းရှိလို့ပူသိပေါ်တယ်အကြောင်းကျိုးပဲတွေးအောင်လေးတွေကြောင့်တွေးသိပေါ်တယ်စိတ်ဆိုးတရားအောင်လေးတွေစဉ်းစားပြီးလို့စိတ်ဆိုးတာပေါ်တယ်အကြောင်းကျိုးပဲအကြောင်းကျိုးသိတဲ့ဉာဏ်ဘယ်ပေါ်မှာပေါ်အောင်ခန္ဓာပဲပေါ်အောင်မှာပေါ့ယောက်ျားမိန်းမပေါ်မှာပေါ်မှာလားခန္ဓာပေါ်မှာလားယုံနာသိတဲ့ဉာဏ်အကြောင်းကျိုးသိတဲ့ဉာဏ်လည်းအားကောင်းရောအဲ့ဒီအကြောင်းတရားတွေကလည်းမြဲနေလားကြားတာလေးကမြဲလားဖြစ်ပြီးပြတ်မသွားဘူးလားကြားသိလေးရောမြဲလားဖြစ်ပြီးပြတ်မသွားဘူးလားကြားတာလည်းမမြဲအကြောင်းတရားလည်းမမြဲကြားသိဆိုတဲ့အကျိုးခံတာလည်းမမြဲအကြောင်းကလည်းဖြစ်ပြအကျိုးကလည်းဖြစ်ပြနေတဲ့တရားတွေဆိုတော့မြဲတဲ့တရားတွေလည်းမမြဲတဲ့တရားလည်းမမြဲတဲ့တရားဖြစ်တဲ့အတွက်အနိစ္စမမြဲတဲ့အတွက်ဆင်းရဲတဲ့တရားလားချမ်းသာတဲ့တရားလားဆင်းရဲတဲ့တရားဖြစ်တဲ့အတွက်ဒုက္ခအဲဒါအနိစ္စဒုက္ခတွေနဲ့နှိမ့်ဆက်ဒီခန္ဓာကိုယ်ကြီးကအတ္တလားအနတ္တလားအစိုးမရတဲ့အနတ္တခန္ဓာကြီးပါလားအနိစ္စဒုက္ခအနတ္တရှုတော့သုံးခုလည်းမြင်လိုက်ရောတဏမာနဒိဋ္ဌိအနာမကတ်တော့ရက်တောင်နေအောင်ပုတ်ထားတဲ့မိကြီးကဲတန်တွေခဲကြီးကိုရင်အောင်ကတ်နိုင်ဘူးနေသာဒုက္ခအနတ္တလက္ခဏာကြီးမြင်လဲမြင်ရောကိလေသာအနာမကတ်နိုင်တော့လို့ဖြစ်သွားတယ်သဘောပေါက်ရဲ့လားအဲ့ဒီတိုင်းနဲ့သစ္စာမြင်ပါပါ
ကဲရတာနော်ဒါကြောင့်အတိတ်နာကပြစ္ဆုတ်ပံကာလသုံးပါးဘဝသုံးပါးလို့လေဒုက္ခတွေမြင်အောင်ကြည့်ဖို့လိုလားမလိုဘူးလားဟောနောက်တကအဲ့လိုမျိုးတွေအစင်မသိရင်ဟောအပေဒုက္ခကမကြနိုင်ဘူးလားငရေဒိဋ္ဌပြိတ္တာသူတွေပြရတာချမ်းသာတဲ့ဘဝရှိရလားမရှိဘူးဆိုတော့ဟောဒီတန်ဝေကံဝိတု၈ပါးဆိုတာကဆင်းရဲတာတွေတွေ့ရတာလားချမ်းသာတာတွေတွေ့ရလား၈ခုလုံးကြည့်ရတာဘယ်ဟာချမ်းသာလဲမချမ်းသာတာအဲ့ဒါလူတိုင်းရနေတဲ့ဟာပဲပေးထားချက်ပဲဘဝရဲ့ပေးထားချက်ပဲရှောင်လို့ကိုမရဘူးအဲ့ဒီမေကုံပု္ပ္ပာကိုပြင်လို့မရတန်ဝေက၈ပါးနဲ့ပေးထားချက်ဒါထဲမှာတောကပရိဒုဝဒုက္ခဒေါမနတဥပါယအပေါ်သူလေးတွေထည့်လိုက်ကဲယောဂီတို့လိုချင်သေးလားလိုချင်ပါသေးတယ်မလိုချင်ဘူးဆိုတာသာရအဲ့တော့မလိုချင်တဲ့ဉာဏ်ပေါ်အောင်ဘယ်ပေါ်မှာဖြစ်ပြရှုအောင်မလဲခန္ဓာကြီးကိုရှုလိုက်တဲ့ခန္ဓာကြီးကဘာသစ္စာအဲ့ဒုက္ခသစ္စာမှမသိတာဘူးတော့သမုဒိယသစ္စာဟောအဝိဇ္ဇာနာဥဒ္ဒောနဲ့သမုဒိယသစ္စာပေါ့မှန်လားဒုက္ခကိုဒုက္ခလို့သိတယ်ဟာသမုဒိယပဲလို့အမှန်တည်းသိရတဲ့ကခြုံငိမ့်သွားတဲ့និရောဓဆိုတဲ့ဓာတ်ပေါ်မလာဘူးလားအဲ့လိုချုပ်အောင်ငြိမ်းအောင်ရှုတာကမဂ္ဂသစ္စာပရမကဲသစ္စာ၄ပါးလဲစိုက်အချိန်လဲကြိုက်လို့တံဝေကဝိတု၈ပါးကိုနေ့နေ့ပြန်ပွားပြီးတော့တရားဓမ္မအည်သွေးတွေတို့တက်အောင်ကျူစာပွားများအားထုတ်နိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်း